တာအဆင်ပြေရဲ့လားအမေရဲ့အကွဲကွဲအတန်ကတော့ဖုန်းထဲကနေတဆင့်တုံတုံရီရီနဲ့ကိုထွက်ပေါ်လာလေတော့တယ်ကျွန်တော်လက်ထဲကတော့ပတ်စံအိတ်ကိုတင်းတင်းလေးစုပ်ကိုင်းရင်းနဲ့အမေမကြားအောင်တို့တက်ပြင်းတစ်ချက်ကိုတော့ခိုးချမိတယ်ပတ်စံအိတ်ထဲမှာတော့ကြက်တစ်သောင်းနဲ့နှင်းရွက်ပဲကျန်တော့တယ်လာကုန်ဖို့ကလည်း10ရက်တောင်လိုသေးတယ်ပြေပါတယ်အမေရဲ့ဓမ္မအဆောင်ကလည်းဈေးသက်တာတယ်အစားတောက်ကလည်းပေါ့မှာပေါ့အမေသာကျမ်းမာကြီးကိုဂရုစိုက်လိန်ပြောလိုက်ရတာမှုရင်ထဲလေးတစ်ချက်ကိုနှင့်သွားလေတော့တယ်တကယ်တော့ကျွန်တော်မှတော့နေစရာမရှိတော့ပါဘူးအပြင်ဆောင်တွေကလည်းဈေးကြီးလွန်းသလိုကျောင်းသားဆောင်တွေကလည်းလူပြည့်နေပြီပဲလေကျွန်တော်ရှိမှတော့ရွေးချယ်စရာလမ်းနှစ်ခုပဲရှိတော့တယ်လမ်းဘေးမှာအိတ်မလားဒါမှမဟုတ်ရင်တော့တိတ်တိတ်ခိုးနေမဲ့နေရာရှာမလားဖုံးချပြီးတဲ့နောက်မှာတော့ကျွန်တော်ကျောင်းဝင်းကြီးရဲ့အနောက်ဘက်ဆွန်းစီကိုရှောက်လာခဲ့တယ်တော့လေညနေဆောင်နေပြီမှုတစ်ပင်ရိပ်တွေကလည်းရှည်လျားကမဲမောင်နေပြီကျောင်းဝင်းရဲ့စီကားရနေရာတွေနဲ့လည်းဝေးကွာပြီးတော့ခြုံတွေပိတ်ပေါင်းနေကြမှာတော့ထီးထီးကြီးရှိနေတဲ့အဆောက်အဦတစ်ခုကိုတော့လှမ်းတွေ့လိုက်ရတယ်အမျိုးသားအဆောင်လေးစေးသားတွေကြွာကြနေတဲ့ဆိုင်းဘုတ်ဟောင်းကြီးကတော့တစောင်းဖြစ်နေတယ်အဆောင်တကားပေါက်မှာလည်းတန်ကြိုးကြီးတစ်ခုကိုခတ်ထားပြီးတော့တောကလောက်ကလည်းတန်ကြီးတက်နေပြီအဆောင်ကတော့တိတ်ဆိတ်လွန်းလို့လေတိုးတန်ကလွှဲရင်တော့ဘာတန်းမှမကြားရဘူးဒီအဆောင်ပိတ်ထားတာကြားပြီးဆိုတာကျောင်းသားတိုင်းလည်းသိကြပေမဲ့ဘာကြောင့်ပိတ်ထားတယ်ဆိုတာကိုတော့ဘယ်သူမှရေးရေးရရမပြောရကြဘူးဟေ့ကောင်လေးဒီနားကိုဘာလာလောက်တာလဲအနောက်ဘက်စီကအတန်အောကြီးကြောင့်ကျွန်တော်ကလည်းလန့်ပြန်ပြီးတော့လှည့်ကြည့်လိုက်မိတယ်ယူနီဖောင်းအစိမ်းရောင်နွမ်းဖက်ဖက်ကလေးကိုဝတ်ဆင်ထားတဲ့အသက်60အရွယ်အဆောင်ဦးလေးကြီးတယောက်မျက်နှာကလည်းတင်းမာပြီးတော့မျက်လုံးတွေကတော့ဆူးရှာနေတယ်ကြက်ကျွန်တော်ဦးလေးကိုလာရှာတာပါဦးလေးကြီးကလည်းမျက်မှောင်ကျုပ်လိုက်လေတော့တယ်ငါ့ကိုလာရှာတာဟုတ်လားဘာကိစ္စလဲကျွန်တော်တရွေးတစ်ချက်ကိုမျိုးချလိုက်ပြီးတော့ဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာပဲချလိုက်တော့တယ်ကျွန်တော်မှရှက်နေဖို့ကလည်းအချိန်မရှိတော့ဘူးလေဦးလေးကျွန်တော်ကိုကူညီပါဗျာကျွန်တော်ကနေကတက်လာတာပါအဆောင်လေးကလည်းဈေးကြီးလွန်းလို့နေစရာမရှိတော့ဖြစ်နေတာပါကျွန်တော်ကိုဒီအဆောင်လေးမှာပဲခိုးပြီးပေးနေပြီပါလားဦးလေးကိုကျွန်တော်မိုးဘိုးပွဲဖြစ်ဖြစ်ပြန်ပေးပါမယ်ဦးလေးကြီးရဲ့မျက်နှာကလည်းချက်ချင်းပြောင်းလဲသွားလေတော့တယ်ဒေါသထွက်သွားတာမဟုတ်ဘဲနဲ့တစုံတစ်ခုကိုလန့်သွားတဲ့ပုံစံမျိုးသူကအဆောင်ဟောင်းကြီးကိုမောကြည့်လိုက်ပြီးတော့ခေါင်းကိုတွင်တွင်ခါနေတော့တယ်မဖြစ်ဘူးငါတို့တခြားနေရာသွားရှာဒီအဆောင်ကလူနေလို့ရတဲ့နေရာမဟုတ်ဘူးဘာဖြစ်လို့လဲဦးလေးရအဆောင်ကဟောင်းနာကလွှဲရင်ဘာမှမဖြစ်ပါဘူးကျွန်တော်ကတန့်တန့်ရှင်းရှင်းနေပါမယ်အဆောင်ဟောင်းလို့မနေခိုင်းတာမဟုတ်ဘူးကွဦးလေးကအတန်ကိုနှိပ်ပြီးတော့ကျွန်တော်နာကိုတိုးကပ်လာလေတော့တယ်ဒီအဆောင်မှာလွန်ခဲ့တဲ့10နှစ်လောက်ကကောင်လေးတယောက်ကသူ့အခန်းထဲမှာပဲဇွဲကျုပ်ချပြီးတေးသွားလို့ပိတ်ထားတာအဲ့ကလေးကဒီအဆောင်ကတန့်တော့တာမဟုတ်ဘူးညဘက်ဆိုရင်လည်းအဆောင်ဖြစ်တဲ့9000ဒီနားကိုတိတ်မလာရဲဘူးမင်းကငါတနာလို့ပြောတာမနေနဲ့ကျွန်တော်ပြုံးလိုက်မိလေတော့တယ်တည့်ရဲ့လူတွေကတရေကိုကြောက်ကြတယ်ဒါပေမဲ့ပတ်စံမရှိလို့ကြောင်းထွက်ရမယ်ဘေးလမ်းဘေးအိပ်ရမယ်ဘေးလောက်တရေကကြောက်เสียမကောင်းမှန်းတော့သူတို့ကမသိကြဘူးဦးလေးကျွန်တော်တရေမကြောက်တတ်ပါဘူးကျွန်တော်ကြောက်တာပတ်စံမရှိလို့စာမတင်ရမှာကိုပဲကြောက်တာကျွန်တော်ကိုကူညီပါဗျာဘယ်သူမှလည်းပေးမသိပါဘူးမနဲ့လင်းနာနဲ့အစောကြီးထွက်ညနေမိုးချုပ်မှပဲပြန်လာပါမယ်ကျွန်တော်အိမ်ထဲမှာကြံတဲ့ငွေ1000တန်တရွက်ကိုထုတ်ပြီးတော့ဦးလေးကြီးရဲ့လက်ထဲကိုအတင်းထိုးထည့်လိုက်လေတော့တယ်ဦးလေးကြီးကတော့ပတ်စံကိုကြည့်ကျွန်တော်မျက်နှာကိုကြည့်ပြီးတော့တက်ပြင်းချလိုက်လေတယ်မင်းသဘောပဲကွာငါတော့တားပြီးပြီတခုတော့ရှိတယ်ည7:00နာရီကျော်ရင်တော့အဆောင်ရဲ့အပေါ်ဓာတ်ကိုလုံးဝမတက်နဲ့အထူးသဖြင့်အပေါ်ဓာတ်ကညာဘက်တောင်အခန်းကိုတော့လုံးဝမကန့်နဲ့ကြားလားဟုတ်ကဲ့ကျေးဇူးပါဦးလေးဟာဦးလေးကြီးကလည်းခါးကြားကတော်ရဲကြီးကိုထုတ်လိုက်လေတော့တယ်တော်ချောင်းဟောင်းကြီးတစ်ခုကိုရွေးပြီးတော့တန်ကြီးတက်နေတဲ့တောကလောက်ထဲကိုထိုးထည့်လိုက်လေတော့တယ်ဂျလောက်ဆိုတဲ့တောဖွင့်တန်ကြီးကတော့ပန်ဝန်းကျင်ရဲ့တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တယ်လို့ကျဲလောင်နဲ့ထွက်ပေါ်သွားလေတော့တယ်တန်မန်းတကားကြီးပွင့်သွားတဲ့အချိန်မှာတော့အထဲကနေအေးဆက်လေးငွေ့တစ်ခုကဝိတ်တိုက်သွားလေတော့တယ်အဲ့ဒီလေကလည်းရိုးရိုးလေးနဲ့မတူဘူးနှစ်ကာလကြာရှည်စွာပိတ်လောင်ခံထားရတဲ့အခန်းအောင်းနဲ့အနက်ဖုံနှက်နေတဲ့အတူအတန်တိတ်ခြောက်ချမှုတစ်ခုကတော့ရောပါလာတယ်လို့ပဲဝင်တော့ငါအပြင်ကနေပြီးတော့တော့ပြန်ခတ်ထားခဲ့မယ်မနက်9နာရီမှလာဖွင့်ပေးမယ်ဦးလေးကလည်းပြောဆူနဲ့ကျွန်တော်ကိုအထဲကိုတွန်းပို့ပြီးတော့တကားကိုပြန်ဆွဲပိတ်လိုက်လေတော့တယ်တန်တကားပိတ်တယ်မြည်သွားတော့မှကျွန်တော်တယောက်တည်းကြံကင်မန်းကိုသတိရလိုက်မိတော့တယ်အဆောင်လျှောက်လန်းတစ်လျှောက်လုံးလည်းမှောင်မဲနေတယ်ပရင်းမောက်ကလာတဲ့လာရောင်ဖြော့ကြောင့်ဖုန်နေတက်နေတဲ့ကျန်းကင်းကိုတော့မသိမကွဲမြင်နေရတယ်ကျွန်တော်ဖုံးမီးကလေးကိုဖွင့်ပြီးတော့ရှေ့ကိုရှောက်လာခဲ့လေတော့တယ်ခြေလန်း10လန်းလောက်ရောက်မှတော့ကျွန်တော်ခြေလန်းတွေကရက်တန်သွားတယ်အဆောင်ကလူမနေတာလဲ10နှစ်လောက်ရှိပြီလို့ဦးလေးကြီးကပြောခဲ့ပေမဲ့ကျွန်တော်နှာခေါင်းထဲမှာတော့ရနေတဲ့အနံ့ကလည်းဖုံနှံ့တက်မဟုတ်ဘူးဒါဟာမှင်းနဲ့တင်းတင်းလေးတွေနဲ့စာရွက်အစ်စ်ကိုလှန်လိုက်ရင်ရတဲ့စာအုပ်နံလေးတစ်ခုပါပြီးတော့တစ်ဆက်ထဲမှာပဲအပေါ်ဓာတ်စီကနေပြီးတော့ဘောပင်တစ်ချောင်းကိုစပွဲပေါ်ကိုခောက်နေသလိုစီးချက်ကြားနဲ့အတန်တစ်ခုကိုပါခက်တဲ့ကြားလိုက်ရလေတော့တယ်
ဘောပင်ခောက်တန်ကတော့တစ်ချက်ချင်းစီပေါ်လိုက်ပြောက်လိုက်နဲ့ကျွန်တော်အသက်ပင်အောင့်ပြီးတော့အပေါ်ဓာတ်ကိုမော့ကြည့်လိုက်မိတယ်မျက်နှာချက်ကတော့ပြင်ထောင်းဆိုတော့အပေါ်ဓာတ်မှာတော့လူလျှောက်သွားရင်တော့ကြားရစမြဲပဲဒါပေမဲ့အခုတော့ဘာချေတန်းမှလည်းမကြားရခொနက်ကကြားလိုက်ရတဲ့အတန်ကတော့ကျွန်တော်စိတ်ထင်တာများလားကြွက်တွေဖြစ်မှာပါအဆောင်ဟောင်းဆိုတော့လေကြက်တွေစော့နေတာနေမှာပါကိုစိတ်ကိုပြန်ပြီးတော့ဖြည့်သိမ်းရင်းနဲ့မြင်းကြီးလက်အခန်းလွတ်တစ်ခုစီသို့ဥတည်သွားလိုက်လေတော့တယ်ဦးလေးကြီးမှာထားတဲ့အတိုင်းပဲအပေါ်ဓာတ်ကိုမတက်ရဲသေးဘူးအခန်းတကားတစ်ခုကိုလည်းတွန်းဖွင့်လိုက်တော့ဖုံနေထူထက်နေတဲ့ဂရင်ဟောင်းတစ်လုံးနဲ့စာကြည့်စပွဲပြက်တစ်ခုကိုတွေ့ရလေရောတယ်ဖုံးပြီးအောက်တွင်တော့အခန်းကလည်း6ကက်ကက်နဲ့အထီးကျန်စရာကောင်းလာတယ်ကျွန်တော်ယူလာတဲ့အဝတ်အစားတချို့ကိုတော့ဂရင်ပေါ်မှာခင်းပြီးတော့ယာယီအိပ်ရန်ပြင်လိုက်လေတော့တယ်နိုင်ကိုကြည့်လိုက်တဲ့ခါမှာတော့ည10နာရီခွဲနေပြီတိတ်ဆိတ်လုံးလို့ကိုယ့်ရဲ့နှလုံးခုန်တန်ကိုတောင်ကိုပြန်ကြားနေရတဲ့အခြေအနေမှာတော့ကျွန်တော်စာအုပ်တုပ်ကိုထုတ်ပြီးတော့ဖတ်ဖို့ကြိုးစားလိုက်လေတော့တယ်စာမိုးဘက်ကလည်းနီးနေတာမို့ဒီညတော့စာနည်းနည်းလောက်ကြည့်မှဖြစ်မယ်လေဒါပေမဲ့လည်းစိတ်ထဲကအာယုံဝင်စားလို့လည်းမရဘူးအာယုံကအပေါ်တက်စီကိုပဲရောက်သွားလေတော့တယ်ည7နာရီပတ်ဝန်းကျင်ကလည်းပို့ပြီးတော့အေးဆက်လာသလိုပဲအဆောင်ရဲ့အပြင်ဘက်လေတိုက်တံများကလည်းဟောကနေကြားလိုက်ရပြီးတော့အခန်းတကားကလည်းဖွင့်ဟသွားလေတော့တယ်ကျွန်တော်ထပ်ပြီးတော့တကားသွားပိတ်မလို့လှုပ်လိုက်တော့မှပဲစောစောကအတန်ကိုထက်ကြရပြန်တယ်ဒီတခါတော့ပိုကျဲတယ်ပိုပြီးတော့လည်းပီတလာတယ်ဘောပင်ကိုစပွဲပေါ်မှာခောက်နေတဲ့အတန်မှန်တိတာတယ်အတန်ကတော့အပေါ်ထက်ညာဘက်အခန်းတောင်စီကလာနေတာကိုသိကြတယ်ဦးလေးကြီးကမသွားနဲ့လို့ပြောထားတဲ့အခန်းပေါ်ကျွန်တော်ကြောယူတစ်ချောင်းတော့စိတ်ကနေဖြစ်သွားတယ်ကြွက်တီဘောပင်ကိုကင်ပြီးတော့ဇပွဲပေါ်ခောက်နေတယ်ဆိုတာဘလို့မှမဖြစ်နိုင်တော့ဘူးလေဒါဟာလူတယောက်ယောက်ရှိနေတာပဲဦးလေးကြီးများငါ့ကိုစိတ်မချလို့လာဆောင်ကြည့်တာလားကျွန်တော်အားတင်းပြီးတော့အခန်းပြင်ဘက်ကိုထွက်ကြည့်လိုက်လေတော့တယ်ဇင်းကျန်လမ်းမှာတော့ဘယ်သူမှမရှိဘူးလှေကားရင်သားကိုလည်းကျွန်တော်တိုးသွားမိတယ်လှေကားထိပ်ကနေပြီးတော့အပေါ်ဓာတ်ကိုလှမ်းကြည့်တော့လဲမှောင်မဲနေတယ်အဲ့ဒါလို့နဲ့လှေကားရင်နေရမှာကတ်ထားတဲ့နိုင်ကြီးတစ်လုံးကိုတော့ကျွန်တော်သတိထားမိလိုက်တယ်လူတရက်စာလောက်ရှိတဲ့ရှေးဟောင်းတက်သားနိုင်ကြီးမှန်ပေါင်တွေကတော့ဖုန်နေတက်ပြီးတော့ညှစ်ထေးနေတယ်ထူးခြားတာကတော့နိုင်လက်တန်နေပဲနိုင်လက်တန်အတူရောအရှိရောက12နာရီခန်းတန်းစီကိုပဲထိုးပြီးတော့ရက်တန်နေတယ်နိုင်သည်ခေါင်းစဉ်တက်လိုက်မိချိန်မှာပဲအပေါ်ဓာတ်စီကနောက်ထပ်အတန်တစ်ခုကထွက်ပေါ်လာလေတော့တယ်စောင်းတွေကိုလှန်လောနေတဲ့အတန်ပြီးတော့လဲတီးတို့ရေရွတ်နေတဲ့အတန်တခုဘာပြောနေသလဲတေချာမကြားရပေမဲ့လေတန်ကတော့မန်ပါလုံးနဲ့အလွတ်ကျက်နေတဲ့ចောင်းသားတယောက်ကလည်းစာမရလို့စိတ်ပြက်ပြီးတော့ညင်ညွတ်နေတယ်လို့မျိုးကျွန်တော်ခြေထောက်တွေကတော့မရွေရဲတော့ဘူးစိတ်ထဲကနေပြီးတော့လှေကတစ်တွေကိုရောင်ပြီးတော့ရေရွတ်နေမိတယ်1 2 3 12စုစုပေါင်း12ထိရှိတယ်ပုံမှန်ပါပဲဘာမှတော့မထူးဆန်းပါဘူးဒါပေမဲ့အပေါ်ထက်မှာကအတန်ကရက်မသွားဘူးဒါမဟုတ်သေးပါဘူးဒီအဖြေကမှားနေတယ်အတန်လူတန်သေးကြတယ်ယောက်ျားလေးအတန်အရှာရှာနဲ့ဒေါသတန်နဲ့ပါနေတယ်အပေါ်ဓာတ်ကကျမ်းပြင်ကိုခြေဆောက်နေလိုက်တဲ့အတန်ကျဲလောင်စွာပေါ်ပြီးတဲ့နောက်မှာတော့တိတ်ဆိတ်သွားပြန်တယ်ကျွန်တော်အသက်ရှူဖို့တောင်မေ့နေမိတယ်ဦးလေးကြီးပြောတာတကယ်ပဲလားဒီအဆောင်မှာတကယ်ပဲတရေရှိနေတာလားဒါမှမဟုတ်တယောက်ယောက်ကငါ့ကိုခြောက်ဖို့ပဲတက်တက်လုံနေတာလားရုတ်တရက်ကျွန်တော်ရဲ့လက်ပတ်နာရီကမြည်လာလေတော့တယ်ည12နာရီတီတီအဲ့အချိန်မှာပဲရှေ့တက်တဲ့ကနာရီကနာရီသေးကြီးစီကနေပြီးတော့ဒေါင်းဆိုးတဲ့ထိုးတဲ့မောင်းတန်ကြီးကထွက်ပေါ်လာလေတော့တယ်နာရီကပြက်နေတာဆိုဘလို့လို့အတန်ထွက်လာတာလဲထိုနာရီမောင်းတန်ဆုံးသွားတာနဲ့တပြိုင်နက်တည်းအပေါ်ဓာတ်ကနေပြီးတော့အကွဲနေတဲ့အတန်ကြီးတစ်ခုအော်ဟစ်လိုက်လေတော့တယ်စာမဝက်ဖြေဖို့အသင့်ဖြစ်ပြီလားအတန်ကအဆောင်တစ်ခုလုံးကိုတုံခါသွားမတက်ကျေလောင်လွန်းလာတယ်ကျွန်တော်ကြောက်လန့်တကြားနဲ့အခန်းထဲကိုပြေးဝင်ပြီးတော့တကားကိုပိတ်ပြီးတော့ဂရင်ပေါ်မှာပဲခေါင်းမှုခြုံ၍ကိုယ်နေလိုက်တော့တယ်တညာလုံးလေကျွန်တော်အခန်းမျက်နှာချက်ပေါ်တဲ့ကနေပြီးတော့လမ်းလျှောက်တန်းနေစာရွက်လှန်တန်းနေနဲ့အတူမှားတယ်ဒီအဖြေလဲမှားတယ်အဲ့ဒါလို့ဆိုတဲ့ရေရွတ်တန်တွေကိုမနက်မိုးလင်းကန်ဒီအထိကိုကျွန်တော်ကကြားနေရတော့တာပဲဒါဟာအဆောင်လေးမှာကျွန်တော်ဖြတ်တန်းရတဲ့ပထမဆုံးညပါပဲအဆောင်ရှိကတန်မန်းတကားကိုခောက်လိုက်တဲ့အတန်းကြောင့်ကျွန်တော်လန့်နိုးလာလေတော့တယ်မျက်လုံးဖွင့်ကြည့်လိုက်တော့ဗရင်မောက်စားကနေနေအောင်ကြီးဖြော့ဖြော့လေးကဝင်လာပြီးတော့တကိုယ်လုံးလဲချွေးတွေကရွှဲနေတယ်ကျွန်တော်တပြင်းချလိုက်မိတယ်မိုးလင်းသွားပြီပဲတော်ပါသေးရဲ့ညကကြောက်လုံးလို့ဘယ်အချိန်အိပ်ပျော်သွားမှန်းတော့မသိလိုက်ဘူးမနက်ခင်းအလင်းရောင်ရလာတော့လေညကကြောက်စိတ်တွေကနည်းနည်းတော့ယော့သွားသလိုပဲအခန်းထဲမှာလည်းဘာတမ်းမှမကြားရတော့ဘူးအရာအလုံးကတော့ပုံမှန်အတိုင်းငြိမ်သက်သွားနေတော့တယ်ငါအိမ်မက်မက်တာနေမှာပါကွာဆောင်းဝဲနီးလို့စိတ်ဖီစီးမှုတွေနဲ့ရှောက်ကြားနေတာဖြစ်မှာပါကိုယ်စိတ်ကိုဖြည့်သိမ်းရင်းနဲ့ဂရင်ပေါ်မှာအဝတ်အစားများကိုကြောဖို့အိတ်ထဲကိုကပန်းကနန်းထိုးထည့်လိုက်လေတော့တယ်9နာရီခွဲရင်တော့ဦးလေးကလာပြီးတော့တကားဖွင့်မိမယ်လို့ပြောထားတယ်လေအိတ်လွဲပြီးတော့အခန်းတကားဝကိုလှမ်းထွက်มาတော့ကျွန်တော်ခြေထောက်တွေရက်တန်သွားလေတော့တယ်ညကကျွန်တော်ဖက်ဖို့ကြိုးစားထားတဲ့စာအုပ်စိတ်မပါလို့ဂရင်ဘေးကဇပွဲကုံပေါ်ကိုပြစ်တင်ထားခဲ့တဲ့ physics စာအုပ်အခုအဲ့ဒီစာအုပ်ကတော့ပွင့်နေတယ်9မိနစ်ကစာအုပ်ပိတ်ပြီးတော့အိတ်လိုက်တာပါလေးတိုက်လို့ပွင့်သွားတာလားကျွန်တော်စာအုပ်နားကိုတိုးပြီးတော့ကြည့်လိုက်မိတယ်စာအုပ်ကတော့ chapter 3မှာလမ်းလျက်သားဖြစ်နေတယ်ပြီးတော့စာမျက်နှာရဲ့ညာဘက်တောက်မှာလည်းရေးထားတဲ့စာကြောင်းတစ်ကြောင်းအနီအောင်ဘောပင်နဲ့ဝိုင်းထားတဲ့အဖြေတစ်ခု
ကျွန်တော်လည်းရတော့မဟုတ်ဘူးသိကြတယ်ကျွန်တော်အနီအောင်ဘောပင်လည်းမရှိဘူးစာလုံးတွေကလည်းတက်ရက်လုံးနဲ့စာလုံးပိုင်ပိုင်နိုင်နိုင်နဲ့ရေးထားတဲ့စာကြောင်းတစ်ကြောင်းကိုမျက်စိထဲတော့ကိုယ့်ကူငင်ပေါ်နေတယ်ဖော်မြူလာမှားနေတယ်ပြန်တွက်ခဲ့ကျွန်တော်ခေါင်းတစ်ပန်းကြီးသွားသလိုကြောထဲကနေလဲစိတ်ကနေချွေးအေးတွေကလည်းပြန်ထွက်လာလေတော့တယ်ဒါအိမ်မက်မဟုတ်ဘူးညကကျွန်တော်ကြားခဲ့ရတဲ့စာအုပ်လှန်သံနေဆိုတာဒါကိုပြောတာပဲတစုံတရာကကျွန်တော်အိပ်ပျော်နေတော့မှအခန်းထဲကိုဝင်လာပြီးတော့ကျွန်တော်ရဲ့စာအုပ်ကိုစစ်ဆေးသွားခဲ့တာလားဟေ့ကောင်လေးမိုးလင်းပြီထွက်မသွားသေးဘူးလားအပြင်ဘက်ကဦးလေးကြီးအော်တန်ကိုကြားမှကျွန်တော်လည်းသတိပြန်ဝင်လာပြီးတော့စာအုပ်ကိုအိတ်ထဲကိုအတင်းထိုးထဲကအခန်းတကားကိုလည်းဆွဲပိတ်ပြီးတော့ပြေးထွက်လာခဲ့လေတော့တယ်အဆောင်တကားဝါကိုရောက်တော့ဦးလေးကြီးကတော့ဖွင့်ပေးရင်းနဲ့ကျွန်တော်ကိုခြေဆုံးကောင်းဆုံးကြည့်တယ်ဘလို့လဲအဆင်ပြေရဲ့လားညကကောင်းကောင်းရောအိပ်ပျော်ရဲ့လားဦးလေးကြီးရဲ့မျက်လုံးတွေကလည်းတစုံတရာကိုစူးစမ်းခြင်းနဲ့အရေးအယောင်တွေကပြည့်နေတယ်ကျွန်တော်ကလည်းပတ်စံမရှိလို့ဓမာပဲဆက်နေခြင်းနဲ့တရေချောက်တယ်လို့ပြောလိုက်ရင်လည်းသူကပေးမနေတော့ဘဲနဲ့မောင်းထုံမှလည်းစိုးရိမ်မိတယ်ပြေပါတယ်ဦးလေးကျွန်တော်ညကအိပ်ပျော်သွားတာဘာမှန်းတော့မသိဘူးဘာတမ်းမှလည်းမကြားရဘူးလိန်ပြောလိုက်ပေမဲ့ကျွန်တော်အတန်တွေကလည်းတုံနေတော့မယ်ဦးလေးကြီးကတော့မယုံသလိုကိုကြည်နေတာပြီးတော့လည်းအဆောင်ရဲ့အပေါ်တဲ့ဗရင်မောက်တစ်ခုကိုမော့ကြည့်ပြီးတော့ခတ်တိုးတိုးလေးပြောတယ်အေးမကြားရင်လည်းကံကောင်းတာပဲလွန်ခဲ့တဲ့10နှစ်ကတည်သွားတဲ့ចောင်းသားလေးနာမည်ကတော့ကိုသက်မောင်တဲ့သူကဒီเจ้าမှာစာအတော်ဆုံးပဲလေဒါပေမဲ့စာမိုးပွဲတစ်ခုမှာတော့အမှတ်နဲလို့ဆိုပြီးတော့သူ့ကိုယ်သူခွင့်မလွတ်နိုင်ဖြစ်သွားတာသူကအပေါ်ထက်မှနေတာလားယင်အေးအပေါ်ထက်ညာဘက်တောင်ခံမှာပဲသူကစာရမ်းလောက်တာညာဘက်ဆိုရင်တော့လူကြီးတိတ်မှထပြီးတော့စာကြက်လေးရှိတာသူတည်သွားတော့လဲစာကြက်နေတဲ့ပုံစံအတိုင်းလေးပဲဇပွဲမှာထိုင်လျက်သားလေးတည်နေတာဟာကွဦးလေးကြီးစကားကြောင့်ကျွန်တော်အိတ်ထဲကနေပြီးတော့အနီရောင်စာတန်းနဲ့စာအုပ်လေးကလည်းပူလာသလိုလိုခံစားလိုက်ရလေတော့တယ်သူ့ဝိညာဉ်ကတော့မကျွတ်လို့သေးဘူးကွကျောင်းသားတယောက်ယောက်ဒီအဆောင်ကိုလာရင်တော့သူကအလိုလိုပြိုင်ဘက်လိုထင်ပြီးတော့လိုက်နှောက်ရှက်တတ်တာမင်းသတိထားပြီးနေပေါ့ကွာငါပြောတာကိုမယုံရင်တော့မင်းအပိုင်းပဲဦးလေးကလည်းပြောပြောဆူဆူနဲ့ထွက်သွားလေတော့တယ်ကျွန်တော်ကတော့အဆောင်လေးနဲ့ဆိုင်းဘုတ်ဟောင်းကြီးကိုနောက်တစ်ခါပြန်လှည့်ကြည့်လိုက်မိတော့တယ်မနက်ခင်းနေအောင်ကြီးအောက်မှာတော့မှအပေါ်တဲ့ဗရင်ပေါက်တစ်ခုကတော့မှောင်မဲပြီးတော့အေးဆက်နေတော့မယ်ပြီးတော့လဲအဲ့ဒီအခန်းဗရင်ပေါက်နောက်မှာလဲလူရိတ်တစ်ခုရက်နေသလိုလိုလဲခန်းစားလိုက်ရတယ်ဒီညကျွန်တော်ပြန်လာရင်တော့သူကကျွန်တော်ကိုအပြေမှန်တောင်းတော့မှာပဲကျွန်တော်မှလည်းရွေးစရာကမရှိပတ်စံမှမရှိတာကြောက်ဝင်မဲ့လေဒီညလည်းကျွန်တော်ဒီအဆောင်ကိုပြန်လာရအောင်ပါပဲဒီညတော့ကျွန်တော်ရဲ့ခြေလမ်းတွေကမနေ့ကတည်းကပို့ပြီးတော့လေးလံနေတယ်အဆောင်လေးရဲ့ရှေ့ကိုရောက်တော့ဦးလေးကြီးကတော့တောက်ဖွင့်မေးရင်းနဲ့ကျွန်တော်ကိုစာနာနဲ့မျက်လုံးနဲ့ကြည့်တယ်သူဘာမှတော့မပြောပေမဲ့မင်းတက်တီကောင်းလာကြည်လားဆိုတဲ့အဓိပ္ပာယ်ကိုကျွန်တော်ကဖတ်လို့ရတယ်အခန်းထဲရောက်တာနဲ့ကျွန်တော်ပထမဆုံးလုံးမိတဲ့အလုပ်ကတော့မနေ့ကကိုသက်မောင်တရေဝိုင်းပြထားတဲ့ပုတ်စာကိုပြန်တွက်တာပဲသူကတော့စာမေးပွဲစစ်ချင်နေတယ်ဆိုတော့ကျွန်တော်ကလည်းလိန်မာတဲ့ចောင်းသားတယောက်လိုနေပြမှာဖြစ်မယ်လို့ပဲတွေးမိတာကိုသက်မောင်ကြီးကျွန်တော်အပြေမှန်ပြန်တွက်ထားတယ်နော်ကျွန်တော်ကိုမချောက်ပါနဲ့တော့စိတ်ထဲကနေပြီးတော့တိုးတိုးလေးပြောပြီးတော့စာအုပ်ကိုဇပွဲပေါ်ကိုတင်ထားလိုက်လေတော့တယ်ပြီးတော့လဲဂရင်ပေါ်မှာငိမ့်ငိမ့်လေးထိုင်ဆောင်နေလိုက်တယ်ည7:00 နာရီခွဲပတ်ဝန်းကျင်ကတော့တိတ်ဆိတ်လွန်းလို့အကြတဲ့အတန်အောင်ကြားရမတတ်ပဲဒါပေမဲ့ဒီညတော့ထူးဆန်းတာကအပေါ်ထက်ကဘောပင်ခောက်တန်ကိုမကြားရတော့ဘူးတိတ်ဆိတ်လွန်းတာကလည်းပိုပြီးတော့ကြောက်စရာကောင်းမှန်းကိုအခုမှသိတော့တယ်မှုံတိုင်းမလာခင်တော့ငိမ့်သက်နေတယ်လို့မျိုးည7:00 နာရီတိတိမှာတော့အဆောင်ဟောင်းကြီးရဲ့နာရီတွေကတော့ထုံးစံအတိုင်းအတန်ကျဲကြီးနဲ့မြည်လာလေတော့တယ်နာရီလက်တံတွေမရွေဘဲနဲ့အတန်မြည်နေတာကိုတော့ကျွန်တော်ကကျင်သားရစပြုတ်နေပြီဒါပေမဲ့ဒီညထူးခြားသွားတာကတော့နာရီထိုးတန်ဆုံးတာနဲ့တပြိုင်နက်တည်းအပေါ်ဓာတ်ကနေခြေတံတွေကြားလာရတာပါပဲဖနက်စီးပြီးတော့လမ်းလျှောက်နေတဲ့အတန်ခြေတံကလည်းလေးပင်နေတယ်တဖြည်းဖြည်းချင်းနဲ့လှေကားဘက်စီကိုဥတည်လာနေတော့တယ်ကျွန်တော်အသက်ရှူရက်သွားတယ်မင်းညကအတန်ပဲကြားရတာဒီညတော့သူအောက်ထက်ကိုဆင်းလာတော့မလားပဲကျွန်တော်စိတ်ထဲကနေပြီးတော့အလိုလိုလှေကရစ်တွေကိုလိုက်ပြီးတော့ရေရွတ်နေမိတော့တယ်လှေကားကစုစုပေါင်း12ထိပ်ရှိတာဆိုတော့ကျွန်တော်ကမှတ်မိနေတယ်တစ်ထစ်နှစ်ထစ်သုံးထစ်ခြေတံကတထိတ်ချင်းစီကိုဖြည်းဖြည်းချင်းနဲ့နင်းပြီးတော့ဆင်းလာတာလှေကလေးဟောင်းကြီးကလည်းခြေတံကြာတိုင်းကိုကျွကျွနဲ့လိုက်မြည်နေလေတော့တယ်17 12ပြီးပြီ12ထိပ်ပြေးသွားပြီမြင်းကြီးထက်ကိုရောက်ပြီကျွန်တော်တပြင်းချမယ်ပြင်နေတော့မှာပဲ73ချက်မြောက်ခြေတံတစ်ခုကထွက်ပေါ်လာပြန်တော့တယ်ကျွန်တော်ခေါင်းတစ်ပန်းကြီးသွားတယ်မဖြစ်နိုင်ဘူးဒီလေကားက12ထိပ်ပဲရှိတာပါဘဲကနေ73ထိပ်မြောက်ကပေါ်လာတာလေအဲ့73ထိပ်မြောက်ခြေတံကမြင်းကြီးတဲ့ကြမ်းကင်းပေါ်မှာမဟုတ်ဘူးကျွန်တော်အခန်းတကားဝတဲ့တယ်မှာလာရက်သွားတာအခန်းတကားအောက်ခြေကဟနေတဲ့နေရာလေးကနေပြီးတော့အရေးမဲမဲလေးတစ်ခုကိုတော့ကျွန်တော်လှမ်းမြင်နေရတယ်သူကျွန်တော်အခန်းရှိမှရက်နေတာပဲကျွန်တော်ကြောက်လုံးလို့စောင်းကိုခေါင်းထိကောင်ဆွဲချုံလိုက်လေတော့တယ်တကားအောက်ကနေပြီးတော့စာရွက်တရွက်ရှောဝင်လာတဲ့အတန်အဖြူရောင်စာရွက်ကလေးတရွက်အခန်းမရအောင်မှာတော့ထင်းကနေကျွန်တော်လည်းမယူရဲဘူးဒါပေမဲ့မယူရင်တကားဖွင့်ဝင်လာမှာကိုတော့ပို့ပြီးတော့ကြောက်တာကြောင့်တုံတုံကြီးနဲ့ပဲဂရင်မောကနေစင်စာရွက်ကိုတောက်ကောက်လိုက်တော့တယ်စာရွက်ကတော့အသစ်ဆက်ဆက်မဟုတ်နှစ်ပေါင်းများစွာကြာထားလို့ဝါညစ်ပြီးတော့ဆွေးမြင့်နေတဲ့စာရွက်ပိုင်းလေးအဲ့ဒီစာရွက်ပိုင်းလေးပေါ်မှာတော့လက်ရေးဝိုင်းဝိုင်းလေးနဲ့ရေးထားတဲ့မိကွန်းတစ်ခုမ
မေကွန်းတေလူတယောက်သေဆုံးတဲ့အခါမှာခန္ဓာကိုယ်ကပေါ့သွားတယ်တဲ့ဘယ်လောက်ပေါ့သွားတာလဲကာကြီး21 ဂရမ်ခါခွေး30 ဂရမ်ဂငယ်ဝိညာဉ်မရှိတော့ယူဘဗေဒပု္ပ္ပာမဟုတ်တော့ဘူးဒါတေခြင်းတရားနဲ့ပတ်သက်တဲ့မေကွန်းပြီးတော့စာရွက်အောက်ဆုံးမှာရေးထားတဲ့စာကြောင်းတစ်ကြောင်းကတော့ကျွန်တော်ကိုတွေးပြတ်သွားစေတယ်။မနက်9 နာရီမထိုးခင်အဖြေလာပို့ရမယ်။အဖြေမပါကသို့မဟုတ်အဖြေမပို့ပါကအပြစ်ပေးခံရမယ်။ကျွန်တော်နာရီကိုကြည့်လိုက်တယ်12 နာရီ15 မိနစ်ကျွန်တော်မှအဖြေရှာဖို့9 နာရီပဲအချိန်ကရှိတော့တယ်။ကိုသက်မောင်ကတော့ကျွန်တော်ကိုစာမေးပွဲစစ်နေပြီ။အသက်နဲ့ရင်းရမယ့်စာမေးပွဲကျွန်တော်လက်တွေတုံနေတယ်။ဖုန်းကိုကပန်းကနန်းကောက်ယူပြီးတော့ Google မှာရိုက်ရှာလိုက်လေတော့တယ်။ Where also after thatတေပြီးနောက်ဝိညာဉ်ရဲ့အလေးချိန်အင်တာနက်လိုင်းကလည်းဒီအချိန်မှကျနေလေတယ်စိတ်ကဘူးလိုင်းကမတန်းနဲ့ချွေးတွေကလည်းပြန်လာတယ်ခဏနေတော့ reset တွေကကျလာတယ်ဒေါက်တာဒွန်ကန်မိုက်ဒေါက်ကောရဲ့စမ်းသပ်ချက်အရလူသေးပြီးတဲ့နောက်မှာတော့21 ဂရမ်လျော့သွားတယ်တဲ့ဒါဆိုရင်အဖြေကကာကြီး21 ဂရမ်ပေါ့ကျွန်တော်စာရွက်တစ်ရွက်ကိုဆွဲယူပြီးတော့ကာကြီး21 ဂရမ်လို့ကြီးကြီးမားမားလေးရေးချလိုက်လေတော့တယ်ပြီးတော့မှသတိဝင်လာတယ်အဖြေလာပို့ရမယ်တဲ့ဘဲကိုသွားပို့ရမှာလဲတေးကြတာပေါ့မေကွန်ထုတ်တဲ့သူစီကိုသွားပို့ရမှာလေအပေါ်တဲ့ညာဘက်တောင်ဆုံးအခန်းဦးလေးကြီးလုံးဝမသွားနဲ့လို့တားထားတဲ့အခန်းကျွန်တော်နာရီကိုကြည့်လိုက်တော့လေမနဲ့တနာရီထိုးတော့မယ်မသွားရင်တော့အပြစ်ပေးခံရမယ်ဆိုတာကလည်းပို့ပြီးတော့ကြောက်စရာကောင်းနေတယ်ကျွန်တော်ဓမီကိုကိုင်းအဖြေလွှာစာရွက်ကိုကိုင်းပြီးတော့အခန်းပြင်ကိုထွက်လာခဲ့လေတော့တယ်လှေကားရင်ကိုရောက်တော့ခြေလန်းတွေကလည်းလေးလံနေတယ်ည7 နာရီတုန်းကတော့73နှစ်ဖြစ်နေတဲ့လှေကအခုရော73တပဲလား1 2 3ကျွန်တော်တုံရီနဲ့တထေချင်းကိုတက်လာခဲ့လေတော့တယ်နှလုံးခုန်တန်ကတော့ရင်ဘတ်ထဲကနေကွက်ထွက်မတက်ပဲ7 ကုန်သွားပြီအပေါ်ဓာတ်ကိုရောက်သွားပြီတော်ပါသေးရဲ့အခုချိန်မှာတော့လှေကားကပုံမှန်ပါပဲဒါပေမဲ့အပေါ်ဓာတ်ဇင်းညံလန်းကနေပြီးတော့အောက်ထက်နဲ့မတူဘူးလေထုကတော့ပို့ပြီးတော့အေးဆက်ပြီးတော့မှောင်မဲနေတယ်ဖုံနဲ့အစားဆေးရုံတွေမှာရတဲ့အရက်ပြန်တဲ့လူအနက်မျိုးကရနေတယ်ဓမီရအောင်မှာတော့ညာဘက်တောင်ဆုံးအခန်းလေးကိုတော့လှမ်းမြင်လိုက်ရတယ်တော့တယ်။တကားကလည်းတစ်သားတကားအိုးဟောင်းဟောင်းကြီးတကရွက်ပေါ်မှာတော့မြေပြူနဲ့ရေးထားတဲ့စာတန်းတစ်ခုရှိတယ်။ Exaron ကျွန်တော်သတိမျိုးချလိုက်မိတယ်။ခြေတံမကြောင်လို့ဖွားဖွားလေးနေပြီးတော့အခန်းရှိကိုတိုးသွားတယ်။တကားကိုခောက်ရမလား။အောက်ကနေပဲရှို့ပြီးတော့ထည့်ရမလား။တကားဖွင့်လိုက်လို့အတွင်းထဲကကိုသက်မောင်နဲ့ပတ်ပင်းတို့ရင်တော့ဘယ်လိုလုပ်ရမလဲ။ကျွန်တော်ဒူးထောက်လိုက်ပြီးတော့တကားအောက်ခြေကနေပြီးတော့နေရာလွတ်လေးနားကိုကတ်သွားလေတော့တယ်။အခန်းထဲမှာလည်းမီးကမဖွင့်ထားဘူး။မှောင်မဲတီပဲ။ကိုသက်မောင်ကျွန်တော်အဖြေလွှာလာပို့တာပါအတန်ကထွက်မလာပဲနဲ့လေချောင်းထဲမှာလည်းတစ်ဆူနေတယ်ကျွန်တော်အဖြေလွှာစာရွက်ကိုတကားအောက်ကနေပြီးတော့ဖြည်းဖြည်းချင်းထိုးထည့်လိုက်တယ်စာရွက်တစ်ရွက်လောက်ဝင်သွားတဲ့အချိန်မှာပဲအတွင်းဘက်ကနေပြီးတော့လက်တစ်ဖက်ကနေပြီးတော့စာရွက်ကိုဆွဲယူလိုက်တယ်လို့မျိုးကျွန်တော်လက်ထဲကစာရွက်ကပါသွားတယ်ကျွန်တော်လက်ပြီးတော့အောက်ကိုပြစ်လဲကျသွားတော့တယ်ချက်ချင်းပဲအထဲကနေအတန်တစ်ခုကထွက်ပေါ်လာလေတော့တယ်ဘောပင်နဲ့အမှန်ချစ်လိုက်တဲ့အတန်ပြီးတော့စာရွက်ကိုလုံးချေလိုက်တဲ့အတန်ကျွန်တော်အသက်ရှူမွားတော့ဘူးသူ့အဖြေကိုလက်ခံလိုက်တာလားမှန်လားမှားလားရုတ်တရက်တကားအောက်ကနေပြီးတော့စာရွက်တစ်ပိုင်းကပြန်ထွက်လာတယ်ကျွန်တော်သတိထားပြီးတော့ကျွန်တော်ဖြေထားတယ်ကာကြီး21 ဂရမ်ဆိုတဲ့အဖြေပေးမှာတော့အနီရောင်အမှန်ချစ်ကြီးကိုချစ်ထားတယ်ဒါပေမဲ့အဲ့ဒီအောက်မှာတော့ရေးထားတဲ့မှတ်ချက်ကကျွန်တော်ကိုတွေးပြက်စေတယ်အဖြေမှန်တယ်ဒါပေမဲ့လက်ရေးကမသိတတ်ဘူးနောက်တစ်ခါလက်ရေးဖြစ်တယ်လို့ရေးရင်တော့အမှတ်လျှော့မယ်ပြီးတော့အခန်းထဲကနေပြီးတော့အတန်အောကြီးတစ်ခုကထွက်ပေါ်လာတယ်နန်းရံတွေကိုဖောက်ထွက်ပြီးတော့လာသလားပဲအောက်မေ့ရတယ်မနက်ဖြန် biology မင်းကျွန်တော်ကိုအနားပေးမဲ့ပုံမပေါ်ဘူးသူကျွန်တော်ကိုအနားပေးမဲ့ပုံမပေါ်ဘူးဒီညတော့ physics မနက်ဖြန် bio ဟုတ်တဲ့ကျွန်တော်အဆောင်လေးမှာလဲနေခွင့်ရဖို့အတွက်ကိုတရဲတင်တဲ့အကြောင်းကိုတက်နေရပြီကျွန်တော်ကျောင်းလေကားအတိုင်းပဲပြည့်စင်လာခဲ့လေတော့တယ်အခန်းထဲရောက်တော့လဲတကားကိုပိတ်ဂရင်ပေါ်မှာထိုင်ပြီးတော့မောဘဲလုံးလို့အသက်ကိုလုပြီးတော့ရှူနေမိတယ်ဒီအဆောင်မှာဆက်နေရင်တော့ကျွန်တော်အသက်ရှင်လျက်နဲ့ဘွဲရပါမလားဒါမှမဟုတ်သူ့လိုပဲစာမေးပွဲဖြေရတဲ့နဲ့နိုင်သေးအောက်မှာပဲထာဝရပိတ်မိနေမလားအဲ့ဒီအချိန်အိတ်ထဲကဖုန်းကလည်းမြေလာလေတော့တယ်ယူကြည့်လိုက်တော့လဲနံပါတ်စိမ့်တစ်ခုည2 နာရီကြီးဘယ်သူဆက်တာပါလဲဟယ်လိုဟေ့ကောင်လေးငါပါအဆောင်ဦးလေးကြီးပါဦးလေးကြီးအတန်းကလည်းတိုးတိုးလေးဦးလေးဘာကိစ္စလဲဗျညာကြီးမို့ချုပ်မင်းအခုအပေါ်တက်သွားတာမလားငါအဆောင်အောက်ကနေပြီးတော့မင်းရဲ့ဓမီရောင်ကိုလှမ်းပြီးတော့မြင်လိုက်လို့လှမ်းပြီးသတိပေးတာမင်းမနဲ့မိုးလင်းတာနဲ့အဲ့ဒီအဆောင်ကနေဆင်းတော့ငါအကြောင်းတစ်ခုသိထားရပြီဘာအကြောင်းလဲဦးလေးကိုသက်မောင်သေးတာကစာမိုးပွဲကြလို့မဟုတ်ဘူးကွသူ့ကိုတယောက်ကတက်ပြီးတော့ဇွဲကြိုးချထားခဲ့တာဦးလေးဘာပြောလိုက်တယ်လူသက်မှုဟုတ်လားကျွန်တော်အတန်အုပ်နဲ့ပြန်မေးလိုက်ချိန်မှာပဲတစ်ဖက်ကဖုန်းလိုင်းကပြတ်တောက်သွားလေတော့တယ်
ပြန်ခေါ်ကြည့်ပေမဲ့လည်းစက်ပိတ်ထားလေတော့တယ်ကျွန်တော်နိုင်ရန်ကိုမိပြီးတော့ထိုင်ချလိုက်မိတယ်ဦးလေးကြီးပြောတာသာမှန်ရင်နော်ကိုသက်မောင်ကတာမန်တရေတော်မဟုတ်တော့ဘူးမတရားသိဆုံးခဲ့ရတဲ့နာကျင်ဝိညာဉ်ဖြစ်နေပြီဒါကြောင့်ဒါလောက်အစွဲလန်းကြီးနေတာပဲဒီညတော့ဘာမှလည်းဆက်မထူးကြတော့ဘူးကျွန်တော်ကြောက်ကြောက်နေပဲမိုးလင်းတဲ့အထိကိုထိုင်ဆောင်နေလိုက်တော့တယ်မနက်6နာရီအဆောင်တကားဖွင့်တန်းကြားတာနဲ့ကျွန်တော်ပြေးဆင်သွားတယ်ဦးလေးကြီးကလည်းတကားဝက်မှာတော့မျက်နှာပြက်ပြက်နဲ့စောင့်နေလေတော့တယ်လက်ထဲမှာလည်းစာရွက်အဟောင်းတစ်ရက်ကိုကင်ထားတယ်ဦးလေးညကဘာပြောတာလဲတကယ်လားဦးလေးကြီးကလည်းဘေးဘီကိုဝှေ့ရမ်းကြည့်ပြီးတော့ကျွန်တော်ကိုအဆောင်ဘေးကတစ်ပင်အုပ်ကြီးရဲ့ဂျားကိုခေါ်သွားလေတော့တယ်ဓမ္မကြီးဒါငါမင်းညကဂိုးတောင်ရှင်းရင်းနဲ့တွေ့လိုက်တာဖိုင်အဟောင်းတွေကစာရဲစာတန်းနေဒါကကိုသက်မောင်တေတုံးကတွေ့ရတဲ့သူ့ရဲ့တေတန်းစာမိတ်ထူစာရွက်ကဝါနေပြီအဲ့ဒီမှာရေးထားတာကကျွန်တော်စာမေးပွဲမဖြေနိုင်လို့ရှက်တယ်မိဘတွေကိုမျက်နှာမပြရဲတော့ဘူးကျွန်တော်သဘောနဲ့ကျွန်တော်သွားပါတော့မယ်တဲ့လက်ရည်ကစောင်းစောင်းနဲ့ဖက်ရခတ်တယ်ပြီးတော့ဒါကိုဆက်ကြည့်ဦးလေးကြီးကနောက်ထပ်စာအုပ်အဟောင်းလေးတစ်အုပ်ကိုထုတ်ပြတယ်တက်မောင်ဒုတိယနှစ်ယူဘဗေဒာလို့ရေးထားတဲ့လက်တွေ့မှတ်တမ်းစာအုပ်ဒါသူကျောင်းတက်တုန်းကရေးခဲ့တဲ့စာအုပ်လက်ရည်ကိုရှင်ကြည့်ကျွန်တော်ကြက်သိန်းတွေထသွားလေတော့တယ်စာအုပ်ထဲကလက်ရည်ကတော့လုံးဝမ်းပြီးတော့တက်ရလုံးနဲ့စလုံးတွေကပလဲသွယ်ထားသလိုပဲတေတန်းစာတွေကလက်ရည်နဲ့ဘာမှမဆိုင်ဘူးလုံးဝလည်းမတူဘူးကျွန်တော်သဘောပေါက်ပြီးဦးလေညကကျွန်တော်အဖြေလွှာပို့တော့လေသူကကျွန်တော်ကိုမှတ်ချက်ပေးလိုက်သေးတာလက်ရည်မသေးသက်ရင်အမှတ်လျှော့မယ်တဲ့သူကသူ့လက်ရည်ကိုအတူခိုးပြီးတော့တေတန်းစာအတူလှုပ်သွားတဲ့သူကိုအယမ်းနာကျင်နေတာပဲဦးလေးကြီးကခေါင်းငိမ့်နေအေးအဲ့ဒါကြောင့်သူကလက်ရည်ကိုအဲ့လောက်ထိစီစစ်နေတာကောင်းလေမင်းအခုပဲစင်းတော့ဒီကိစ္စကတရေချောက်ထားတဲ့ပို့ပြီးတော့လေးနဲ့တဲ့လူသက်သမားကကြောင်းထဲမှာရှိနေသေးတယ်ဆိုရင်တော့မင်းမှာအန်ဒီရရှိသွားနိုင်တယ်ကျွန်တော်စဉ်းစားကန်းဝင်သွားလေတော့တယ်အဆောင်ကဆင်းလိုက်ရင်လမ်းဘေးရောက်မယ်ပြီးတော့လဲစိတ်ထဲမှာလဲတခုခုကိုသိကျင်စိတ်ကလည်းပြင်းပြနေတာကိုသက်မောင်ကကျွန်တော်ကိုစာမေးပွဲတွေစစ်နေတာကလည်းရိုးရိုးသက်သက်မဟုတ်တော့ဘူးသူတခုခုပြောချင်နေပုံရတယ်ဦးလေးကျွန်တော်ဒီညတညတော့ဆက်နေပဲရစီသူဒီညကျွန်တော်ကို biology မေးမယ်လို့မှားထားတယ်အဲ့ဒါမေးခွန်းကသူ့အလောင်းနဲ့ပတ်သက်နေမလားလို့ကျွန်တော်တန်တရားရှိမိတယ်ဦးလေးကြီးကလည်းတားမရမှန်းသိတော့တယ်တက်ပြင်းချပြီးတော့ပြန်ထွက်သွားလေတော့တယ်ည7:00နာရီဒီညတော့ကျွန်တော်အစင်းအသင့်ကိုပြင်ထားတယ် biology စာအုပ်ကိုတော့ဖွင့်ထားတယ်နိုင်သေးကတော့ဒေါင်းကနေမြည်တာနဲ့တပြိုင်နက်တည်းအပေါ်ဓာတ်ကနေပြီးတော့အတန်တစ်ခုကိုကြားလိုက်ရလေတော့တယ်ဒီညတော့ခြေတံမဟုတ်လေးလံနဲ့အရာဝတ္ထုတစ်ခုကိုတော့လှေကားအတိုင်းလှိမ့်ချလိုက်တဲ့အတန်ကျွန်တော်အခန်းတကားကိုဖွင့်ကြည့်လိုက်တော့လှေကားရင်းမှာပဲဘူးအဖြူလေးတဘူးကကျနေတာကိုတွေ့လိုက်ရလေတော့တယ်ဆေးရုံသုံးပလတ်စတစ်ဘူးမျိုးကျွန်တော်သွားကောက်ယူကြည့်လိုက်တယ်ဘူးထဲမှာတော့အရေးကြီးတွေစိတ်ထွက်နေတဲ့အရာတစ်ခုကိုတွေ့ရတယ်တေချာကြည့်လိုက်တော့ဖားတကောင်ခွဲစိတ်ဖို့အစင်သင့်လှုပ်ထားတဲ့ဖားသေးတကောင်ဒါပေမဲ့ထူးခြားတာကဖားရဲ့ဝိုင်းပိုက်မှာတော့အချီကျိုးအနီရောင်နဲ့ချုပ်ထားတဲ့ဒဏ်ရာကြီးတစ်ခုပါနေတယ်ပြီးတော့ဘူးပေါ်မှာလည်းရေးထားတဲ့မေကွန်းနဲ့ခန္ဓာကိုယ်တစ်ခုလုံးတွင်အမြန်ဆုံးပုတ်တိုးပျက်စီးလွယ်တဲ့အင်္ဂါအစိပ်အပိုင်းသည်မြည်သည့်အရာဖြစ်သည်။ကာကြီးအုံနောက်ခါခွေးနှလုံးခါငယ်အသေးကျွန်တော်မေးခွန်းကိုဖတ်ပြီးတော့ရင်တုန်သွားလေတော့တယ်။ဒါရိုးရိုးဘိုင်ုံမေးခွန်းမဟုတ်ဘူး။ကိုသက်မောင်ရဲ့အလောင်းကိုတွေ့တော့ကသူ့ခန္ဓာကိုယ်မှာပုံမှန်မဟုတ်တဲ့ဒဏ်ရာဒါမှမဟုတ်ပျက်စီးမှုတစ်ခုခုရှိခဲ့လို့များလား။ကျွန်တော်ဖုန်းကိုထုတ်ပြီးတော့ရှာကြည့်မယ်လို့တော့မှပဲအပေါ်ဓာတ်ကနေပြီးတော့အတန်တကြီးကထွက်ပေါ်လာတယ်။တတိထားခိုးချရင်စာမေးပွဲကြမယ်။ကျွန်တော်ဖုန်းကိုပြန်ချလိုက်ရတော့တယ်ဒီတခါတော့ကိုညံနဲ့ကိုဖြေမှရတော့မယ်အခန်းထဲမှာလည်းမှန်ကွဲစာတစ်ခုကိုယူပြီးတော့ဘူးထဲကဖားကိုခွဲစိတ်ကြီးကိုကျွန်တော်ကပြင်လိုက်လေတော့တယ်ဖားရဲ့ဝမ်းပိုက်ထဲမှာတော့သူထည့်ပေးလိုက်တဲ့သဲလွန်စာရှိနေနိုင်တယ်လေအခန်းထဲမှာလည်းဖော်မလင်ဆေးနံတွေကလည်းထောင်းကနေထနေတော့တယ်ကျွန်တော်စပွဲပေါ်ကမှန်ကွဲစာကိုလက်ကင်မွာလေးနဲ့ပတ်ပြီးတော့ကင်လိုက်လေတော့တယ်လက်တွေကလည်းတုံနေပေမဲ့စိတ်ကိုအတင်းငြိမ်အောင်လို့ထိန်းထားရလေတော့တယ်ခိုးချရင်စာမေးပွဲကြမယ်ဆိုတဲ့အတန်ကြီးကလည်းနားထဲမှာပဲ့တင်ထွက်နေတော့မယ်ကျွန်တော်ဘူးထဲကဖားသေးကောင်ကိုအตาအရာလေးထုတ်လိုက်လေတော့တယ်ဖားကလည်းပြော့စီစီနဲ့အေးဆက်နေတယ်ထူးခြားတာကတော့ဝမ်းပိုက်မှာချုပ်ထားတဲ့အနီရောင်အချီကျိုးရကြီးပဲပုံမှန်လက်တွေကန်တုံဖားတွေမှာတော့ဒီလိုအရာကမပါဘူးတောင်းပန်ပါတယ်ဖားလေးရေငါ့ကိုကူညီပါနော်စိတ်ထဲကနေပြီးတော့တီးတုံးရေရွပြီးတော့မှန်ကွဲစားရဲ့အချွန်နဲ့ပဲအချီကျိုးစားကိုဖျက်တောက်လိုက်လေတော့တယ်ကျိုးစားပြတ်သွားတာနဲ့ဘိုက်ရဲ့ဝမ်းပိုက်ကလည်းဟခနဲ့ပွင့်သွားလေတော့တယ်အထဲထဲမှာတော့ကလီစာတွေမရှိဘူးဖားရဲ့ဝမ်းပိုက်ထဲမှာခက်မဲမဲအရာတစ်ခုကိုပဲထည့်ပြီးတော့ချုပ်ထားတာကျွန်တော်အဲ့ဒီအရာကိုညှက်နဲ့ဆွဲထုတ်လိုက်လေတော့တယ်ဖော်မလင်အရည်တွေနဲ့ရွှဲနေတဲ့အရာလေးတစ်ခုတေးသေးချာချာတုတ်ကြည့်လိုက်တော့မှဘာလဲဆိုတာကိုတော့တဲခွဲသွားလေတော့တယ်ရွှေရောင်ကျဲသီးတစ်လုံးရိုးရိုးကျဲသီးမဟုတ်ဘူးဈေးကြီးပေးရတဲ့ကဖလင်လို့ခေါ်တဲ့အင်ကြီးလက်ကောက်ဝစ်ကျဲသီးမျိုးပြီးတော့ကျဲသီးရဲ့မျက်နှာပြင်ပေါ်မှာလည်းပုံတစ်ခုကပါနေသေးတယ်မွေးတစ်ကောင်ကခွက်တစ်ခုကိုပတ်ခွေနေတဲ့ပုံစေးတက်ကတူတစ်စိမ့်ကျွန်တော်အံ့ဩသွားတယ်ကိုသက်မောင်ကဖိစစ်ကျောင်းသားလေစေးကျောင်းသားတစ်စိမ့်ပါတဲ့ကျဲသီးကဘာလို့သူ့စီကိုရောက်နေတာပါလဲဒါသူ့ကျဲသီးမဟုတ်တာတော့သိကြတယ်ဒါဆိုဒါဟာလူသက်သမားစီကနေပြီးတော့သူဆွဲဖဲ့ပြီးတော့ယူခဲ့တဲ့တက်သေးလားရုတ်တရက်နာယီသေးကြီးစီကဆက်ရဲနေရအတန်တွေကိုကြားလိုက်ရလေတော့တယ်
အချိန်ကုန်တော့မှမို့သတိပေးနေတယ်လို့ပဲကျွန်တော်မေးခွန်းကိုပြန်ကြည့်လိုက်မိတော့တယ်ခန္ဓာကိုယ်တစ်ခုလုံးမှာအမြန်ဆုံးပုတ်တိုးပျက်စီးလွယ်တဲ့အင်္ဂါအစိတ်ပိုင်းကလေးမြည်သည့်အရာဖြစ်တယ်နီကျွန်တော်စဉ်းစားလိုက်တယ်ဇီဝဗေဒသဘောရဆိုရင်တော့ခန္ဓာကိုယ်သေဆုံးပြီးတာနဲ့အင်ဇိုင်းတွေထွက်ပြီးတော့ကိုယ်ဆဲကိုပြန်စားတာကအရင်ဆုံးဖြစ်တယ်အဲ့ထဲမှာမှအုံနောက်ကရေဓာတ်များပြီးတော့အစီများလို့အမြန်ဆုံးပျော်ကျသွားလိမ့်ရှိတယ်ဒါဆိုအဖြေကကာကြီးအုံနောက်ပေါ့ကျွန်တော်စာရွက်ပေါ်မှာတော့ကာကြီးအုံနောက်လို့ရေးချလိုက်လေတော့တယ်ပြီးတော့အောက်မှာလည်းစာတစ်ကြောင်းထပ်ပြရေးလိုက်တယ်မှတ်ချက်တရားခံသည်စေးချောင်းသားသို့မဟုတ်ဆရာဝန်ဖြစ်နိုင်ခြေရှိတယ်ဒီတစ်ခါတော့ကျွန်တော်ယုံကြည်မှုရှိရှိနဲ့အခန်းပြင်ကိုထွက်လာလိုက်လေတော့တယ်73နှစ်မြောက်လေကားကိုကြော်တက်ပြီးတော့အပေါ်ဓာတ်ကိုရောက်တော့အရင်လိုတုံ့လှုပ်မနေတော့ပဲစာမေးပွဲကန်တကားအောက်ကနေပြီးတော့အဖြေလာကိုထည့်လိုက်လေတော့တယ်ဒီတစ်ခါတော့စာရက်ကိုဆွဲယူတာမျိုးမလုပ်ဘဲနဲ့ငြိမ်သက်နေတယ်ခဏကြာတော့အခန်းထဲကနေအတန်တစ်ခုထွက်ပေါ်လာလေတော့တယ်စကားတန်တော့မဟုတ်ဘူးအတန်ဖိုင်ဖွင့်တယ်လို့မျိုးအတိတ်ကအတန်တစ်ခုမင်းငါကိုတစ္ဆာဖောက်ရတယ်ကွာငါတို့ကတငယ်ချင်းနေလေကွာကိုသက်မောင်ဤနာကျင်နေတဲ့အတန်ပြီးတော့ရုံးရင်ဆန်ခဲဖြစ်နေတဲ့အတန်นี่ဒုံးကနဲ့အရာတစ်ခုခုနဲ့ရိုက်နှက်လိုက်တဲ့အတန်ပြီးတော့အရာအလုံးကလည်းတိတ်ဆိတ်သွားတယ်ကျွန်တော်ရင်ဘတ်ထဲစုတ်တက်လာလေတော့တယ်ကိုသက်မောင်ကတော့သူယုံကြည်ရတဲ့တငယ်ချင်းတယောက်ရဲ့လက်ချက်နဲ့အသက်ခံရတာပဲအဲ့ဒီတငယ်ချင်းကလည်းစေးချောင်းသားတယောက်ဖြစ်မယ်ဒီလောက်အခန်းတကားပွင့်သွားတဲ့အတန်ကျွန်တော်နောက်ဆုတ်လိုက်မိတော့တယ်တောက်ခတ်ထားတဲ့တကားကြီးကသူ့အလိုလိုပွင့်ရသွားလေတော့တယ်တကားကြကနေပြီးတော့စာရွက်တွေကလည်းလွင့်ထလာလေတော့တယ်ဒီတစ်ခါတော့မေးခွန်းစာရွက်မဟုတ်ဘဲနဲ့ဓာတ်ပုံတစ်ပုံလွန်ခဲ့တဲ့10နှစ်ကရိုက်ထားတဲ့ចောင်းသား၄ယောက်တွဲရိုက်ထားတဲ့ဓာတ်ပုံဟောင်းတစ်ပုံပုံထဲမှာတော့ကိုသက်မောင်ရဲနေတယ်သူဘေးမှာတော့ပိမ့်ပိမ့်ပါပါမျက်မှန်ထူထူနဲ့ကောင်လေးတယောက်ကပခုံးကိုဖတ်ထားတယ်လက်ကဝတ်မှာတော့ခုနကကျွန်တော်တွေ့ခဲ့တဲ့ရွှေရောင်ကျဲသီးလေးကိုဝတ်ထားလေတော့တယ်ကျွန်တော်ဓာတ်ပုံကိုတေချာစူးစိုက်ကြည့်လိုက်တော့အဲ့ဒီမှန်ထူထူကောင်လေးရဲ့မျက်နှာနဲ့ရင်းနှီးနေတယ်လို့ဘယ်သူလဲကျွန်တော်ဒီမျက်နှာကိုဘယ်မှာမြင်ဘူးနေတာလဲစဉ်းစားလို့မရခင်မှာပဲအပေါ်တဲ့မျက်နှာချက်တောင်းကနေပြီးတော့အတန်အောကြီးကပေါ်လာလေတော့တယ်နောက်ဆုံးစာမေးပွဲ chemistry မနက်ဖြန်ညအဆုံးအဖြစ်ဓာတုဗေဒတဲ့ဒါနောက်ဆုံးစာမေးပွဲဖြစ်လိမ့်မယ်ဒီစာမေးပွဲကိုဖြေနိုင်ရင်တော့ကိုသက်မောင်ကကျွန်တော်ကိုလှုပ်ပေးလောက်ပြီဒါပေမဲ့အဲ့ဒီမျက်နှာနဲ့လူကဘယ်သူလဲဆိုတာကိုတော့အရင်ဖော်ထုတ်ရမယ်မနက်မိုးလင်းတာနဲ့ကျွန်တော်ကဒီဓာတ်ပုံကိုယူပြီးတော့ဦးလေးကြီးစီကိုတွားပြရမယ်သူဆိုရင်တော့ဒီလူဘယ်သူလဲဆိုတာကိုတော့သိနိုင်လောက်တယ်မနက်ခင်းအလင်းရောက်ကတော့မျက်လုံးထဲကိုဝင်လာပြီးမဲ့ကျွန်တော်မျက်လုံးထဲမှာတော့မှောင်မဲနေတော့မယ်လက်ထဲကဓာတ်ပုံဟာလေးကိုတင်းတင်းဆုပ်ထားမိတယ်ဒီလူဒီမျက်မှန်ထူထူတဲ့လူကိုငါဘယ်မှာတွေ့ဘူးနေပါလေကျွန်တော်အဆောင်ထဲကနေအပြေးထွက်သွားပြီးတော့ဦးလေးကြီးရှိရာဂိတ်ထဲကိုသွားလိုက်လေတော့တယ်ဒါပေမဲ့ဂိတ်ထဲမှာတော့ဦးလေးကြီးကမရှိဘူးဂိတ်လဲနေတယ်ဆိုပြီးတော့စိုင်းမုတ်လေးပဲချိတ်ထားတယ်ကျွန်တော်ကလည်းစိတ်မရှိတော့ဒီကိစ္စကိုအမြန်ဆုံးအဖြေရှာခြင်းနေပြီးကျောင်းဝင်းထဲမှာရှိတဲ့ကန်နေမက်ကိုထွက်လာခဲ့လေတော့တယ်မနက်စာစားဖို့ဆိုတာထက်လူကြားထဲရောက်သွားရင်တော့စိတ်သက်သာမယ်ဆိုတဲ့အတွေးနဲ့ပါကန်နေရှိကကြောင်ညာစိုင်းမုံနာကိုဖျက်လျှောက်လိုက်တဲ့ခါမှာတော့ကျွန်တော်ခြေလမ်းတွေကရက်တန်သွားလေတော့တယ်ကျောင်းသားတမက်ကကတ်ထားတဲ့ဗန်နိုင်းကြီးတစ်ခုဂုံယူဝမ်းမြောက်ကြောင်စေးတက္ကသိုလ်မှပေါမောက္ခဒေါက်တာနိုင်လင်း PhD အားအဲ့ပေါမောက္ခအပြင်ခန့်အချင်းကိုကြိုးဆိုပါတယ်။ဗန်နိုင်းဘော်ကဓာတ်ပုံမှာတော့ရွှေရောင်မျက်မှန်ခိုင်းနဲ့တက်ရက်ခံရတဲ့လူလက်ပိုင်းအရွယ်အမျိုးသားတစ်ယောက်ပြုံးနေလေတော့တယ်။ကျွန်တော်လက်ထက်ကဓာတ်ပုံဟောင်းလေးကိုမြှောက်ပြီးတော့တိုက်ကြည့်လိုက်လေတော့တယ်။သိကြတယ်။ဓာတ်ပုံဟောင်းတွေကကိုသက်မောင်ကိုဖတ်ထားတဲ့မျက်မှန်ထူထူနဲ့ကောင်လေးကတော့အခုပိုစတာပေါ်မှာဒေါက်တာနိုင်လင်းပဲကိုသက်မောင်ရဲ့အရင်အနည်းဆုံးတငယ်ချင်းဆိုသူကတော့အခုချိန်မှာတော့ဂုံကျက်တည်ရှိလာတဲ့ပေါမောက္ခကြီးဖြစ်နေပြီ။မင်းဒါကိုသိသွားပြီပေါ့အနောက်ဘက်စီမှာဦးလေးကြီးရဲ့အတန်းကြောင့်ကျွန်တော်လှည့်ကြည့်လိုက်ပြီးတော့တယ်ဦးလေးကြီးကတော့ကျွန်တော်လက်ထက်ကဓာတ်ပုံကိုမြင်တော့မျက်နှာကဖြူရသွားလေတော့တယ်သူကကျွန်တော်ကိုလူကွယ်ရာတစ်ပင်စီကိုခေါ်သွားလေတော့တယ်ဦးလေးဒီလူကအခုပေါမောက္ခဖြစ်နေတာလားသူကကိုသက်မောင်ကိုတတ်တဲ့လူသက်သမားလားဦးလေးကြီးကလည်းဘေဘီကိုကြည့်ရင်နဲ့ခေါင်းငိမ့်တယ်အဲ့တုန်းကနိုင်လင်းကတထေးသားကွာသက်မောင်ကနေကလာပြီးတော့စင်ရသားကြောင်းသားပေါ့ဒါပေမဲ့သက်မောင်ကစာရမ်းတော်တာနိုင်ငံခြားပညာသင်စုအတွဲနဲ့သူတို့နှစ်ယောက်ကပြိုင်ကြတာလူတိုင်းကတော့တက်မောင်ရမယ်ပဲထင်ထားကြတာဒါဆိုပညာတော်သင်စစ်လူချင်းလို့တတ်လိုက်တာလားအဲ့ဒါတခုတည်းတော့မဟုတ်တော့ဘူးအဲ့ညကတက်မောင်သေးတဲ့ညကအဆောင်လေးမှာသူတို့နှစ်ယောက်စကားများကြတာငါကြားလိုက်တယ်မင်းခိုးချထားတာငါသိတယ်လို့တက်မောင်ကအော်ပြောတန်ကိုကြားလိုက်ရတာပြီးတော့လဲတိတ်သွားတာပဲမနေ့ကျတော့လဲတက်မောင်ကဇွဲချိုးချသေးပြီးဆိုပြီးတော့တိလိုက်ရတာနိုင်လင်းကတော့ပညာသင်စုကိုရပြီးတော့နိုင်ငံသားကိုထွက်သွားတော့တာပဲကျွန်တော်ဒေါသထွက်လာလေတော့တယ်ကိုတက်မောင်ကတော့သူ့တငယ်ချင်းရဲ့မတမာမှုကိုဖော်ထုတ်မလို့လုပ်ရင်းနဲ့အသက်ခံလိုက်ရတာပဲပြီးတော့လူသက်သမားကအခုချိန်ထိအေးဆေးဆန်စားပြီးတော့ဂုံရှိန်ကြီးမနေတော့မယ်ဒါကြောင့်ကိုတက်မောင်ကတော့မကျွတ်မလို့ဖဲနဲ့အမှန်တရားကိုရှာနေတာကိုကောင်းလေမင်းတတိထားဒေါက်တာနိုင်လင်းကဒီရက်ပိုင်းကျောင်းကိုရောက်နေတာသူဒီရဆောင်ကိုလည်းလာတတ်တယ်အတိတ်ကအပြစ်တွေကိုလည်းဖုံးဖိဖို့လာကြည့်ရနေမှာပေါ့ကျွန်တော်ခေါင်းငိမ့်လိုက်လေတော့တယ်ဦးလေးဒီညနောက်ဆုံးစာမေးပွဲရှိတယ်chemistry ရဲ့ကျွန်တော်ထင်တာကတော့သူသေဆုံးခဲ့ရတဲ့အကြောင်းရင်းမှန်ကတော့ဓာတုဗေဒနဲ့ဆိုင်လိမ့်မယ်မင်းဆက်ဖြေမှာလားအန်နေရများတယ်နော်ကျွန်တော်ဖြေမှဖြေမယ်ဦးလေးကိုသက်မောင်ကကျွန်တော်ကိုတက်သေးပြခိုင်းနေတာပြီးတော့လေကျွန်တော်မတရားတာကိုမကြိုက်ဘူးညနေဆောင်တော့လေကျွန်တော်အဆောင်လေးကိုပြန်လာခဲ့လေတော့တယ်
ဒီညတော့အဆုံးဖြတ်ပဲအခန်းထဲရောက်တော့လဲကျွန်တော်က chemistry စာအုပ်ကိုမဖွင့်တော့ဘူးအဲ့ဒီအစားဖုန်းကိုထုတ်ပြီးတော့ဆိုင်ယာနိုက်အကြောင်းမေဈေးတွေအကြောင်းကိုရှာဖက်လိုက်လေတော့တယ်ဓာတုဗေဒဆိုတာကတော့ drug ပေါင်းတွေအကြောင်းသင်တာမဟုတ်ဘူးလူတစ်ယောက်ကိုတက်ပြီးတော့ဇွဲကြိုးချသေးတာပါလို့လိန်စင်လုပ်ဖို့ဘလို့ drug ပေါင်းတွေကိုသုံးခဲ့တယ်ဆိုတာကိုတက်မောင်ကမေးတော့မှာည7:00နာရီသေးကတော့ဒေါင်းကနေထိုးလိုက်လေတော့တယ်ဒီညတော့အပေါ်ဓာတ်ကဘာတမ်းမှမကြားရတော့ဘူးတိတ်ဆိတ်ငြိမ်သက်နေတယ်ဒါပေမဲ့ကျွန်တော်အခန်းတကားအောက်ကနေပြီးတော့အငွေ့တချို့ကဝင်လာတော့တယ်အဖြူရောင်အငွေ့တွေပြီးတော့လဲစူးရှားတဲ့အနက်တစ်ခုပြားရည်နဲ့လိုဗန်နာစိတ်လိုအနက်ကျွန်တော်ချက်ချင်းနှာခေါင်းကိုပိတ်လိုက်လေတော့တယ်ဒါဆိုင်ယာနိုင်အနက်မဲကိုတက်မောင်ကမေခွန်းစာရွက်ပို့တာမဟုတ်ဘူးအဖြေကိုလက်တွေတင်ပြနေတာကျွန်တော်အခန်းတကားကိုဖွင့်ပြီးတော့ထွက်ပြေးဖို့လှုပ်လိုက်လေတော့တယ်ဒါပေမဲ့တကားကဖွင့်မရဘူးအပြင်ကနေတော့ခတ်ထားသလိုမျိုးချမ်းဖြစ်နေတာနောက်ဆုံးစာမေးပွဲစပြီးတော့9မိနစ်အတွင်းမှာအဖြေမဖြေနိုင်ရင်တော့မေးလဲငါလိုဖြစ်သွားမယ်အတန်ကြီးကတော့အခန်းထဲကနေပြီးတော့ပဲ့တင်ထက်လာလေတော့တယ်အငွေ့တွေကပုံများလာတယ်ကျွန်တော်လဲမူးဝေတယ်လို့ခံစားလိုက်ရလေတော့တယ်ကျွန်တော်လေဘင်းကိုလက်နဲ့ညှစ်ပြီးတော့ကျမ်းမြင်ပေါ်ဒူးထောက်ကျသွားတယ်အခန်းထဲမှာပြည့်နေတဲ့အငွေ့တွေကလည်းမျက်လုံးတွေကိုဆက်ပြင်းပြင်းနဲ့ဖြစ်စေသလိုအသက်ရှူလိုက်တိုင်းအဆုတ်ထဲကိုမီးစားနဲ့ထိုးထည့်လိုက်သလိုမျိုးပူလောင်နေတော့တယ်အနက်ဗန်နာစိတ်နဲ့ချိုအီလိုနဲ့ခေါင်းကိုကိုက်ခဲသွားစေတဲ့အနက်ကျွန်တော်ခေါင်းထဲကသွေးကြောတွေကတော့ထောင်တက်လာလေတော့တယ်အမြင်အာယုံတွေကလည်းဝေဝါးလာပြီးတော့ဒါအိမ်မက်မဟုတ်ဘူးဒါတရေချောက်တာတက်မဟုတ်ဘူးကိုတက်မောင်ကသူ့သေဆုံးချိန်မှာခံစားခဲ့ရတဲ့ဝေဒနာကိုကျွန်တော်စီကိုလွှဲပြောင်းပေးနေတာပဲဖြေလေငါဘာနဲ့သေတာလဲကိုတက်မောင်ရဲ့အတန်ကတော့နာကပ်ပြောနေသလိုပီတတ်တာကြီးကိုကြားနေရတာဒေါသတန်တော့မဟုတ်တော့ဘူးနာကျင်မှုနဲ့အကူအညီတောင်းခံနေတဲ့အတန်ကျွန်တော်အားယူပြီးတော့ဇပွဲကုံကိုတွယ်ကတ်ထားလိုက်တယ်chemistry စာအုပ်ထဲကစာကြောင်းတစ်ကြောင်းခေါင်းထဲကိုဖျက်ပြေးသွားလေတော့တယ်ဆိုင်ယာနိုက်အစိတ်သိမ့်လျင်ဗန်နာစိမ့်နဲ့ရတတ်တယ်ဒါပေမဲ့ရိုးရိုးဆိုင်ယာနိုက်အမှုတ်ကိုစားပြီးသိတာမဟုတ်ဘူးအခုအခန်းထဲကအငွေ့တွေဖြစ်နေတာဒါဟာဓာတ်ပြုမှုတစ်ခုလောက်လိုက်တာပိုတက်ဆီယမ်ဆိုင်ယာနိုက်နဲ့ကျွန်တော်လည်းအသက်ရှူမွားတဲ့ကြားကအော်ပြောဖို့ကြိုးစားလိုက်လေတော့တယ်အစိတ်မုံကိုအက်ဆစ်တစ်မျိုးနဲ့ရောလိုက်တာဟိုက်ဒရိုဂျင်ဆိုင်ယာနိုက်ဆိုတဲ့အစိတ်ငွေပြင်းပြင်းတွေထွက်လာတတ်တာအဲ့ဒီအငွေ့ကိုရှူမိရင်တော့ချက်ချင်းသိနိုင်တယ်မင်းတငယ်ချင်းကအခန်းထဲမှာဓာတ်ပြုစမ်းသပ်မှုလုပ်တယ်လို့နဲ့အစိတ်ငွေလွတ်လိုက်တာကျွန်တော်အော်ပြောလိုက်တဲ့အတန်ကလည်းအကွဲစွာနဲ့ထွက်ပေါ်သွားလေတော့တယ်ဖော်မြူလာကိုပြောအတန်ကြီးကလည်းမကျင်တတ်သေးဘူးကျွန်တော်ကလည်းမျက်လုံးတွေပြလာပြီးတော့လက်ချောင်းတွေလည်းထုံကျင်လာလေတော့တယ်ကျွန်တော်ကျမ်းမြေပေါ်ကဖုန်နေရဲ့အပေါ်မှာတော့လက်ညှိုးနဲ့အတင်းချစ်ပြီးတော့ချရေးလိုက်လေတော့တယ်ဟိုက်ဒရိုဂျင်ဆိုင်ယာနိုက်ရေးပြီးတာနဲ့ကျွန်တော်ကျမ်းမြေပေါ်ကိုမှောက်ကျသွားလေတော့တယ်အသက်ရှူလို့လည်းမရတော့ဘူးသေပြီငါတော့သေပြီဒီလောက်ရုတ်တရက်အခန်းထဲကပွင့်သွားတဲ့အတန်ချက်ချင်းပဲအခန်းထဲကအငွေ့တွေကတော့လေဝေတစ်ခုလိုစုပ်ယူလိုက်တယ်လို့ပြက်ကွယ်သွားလေတော့တယ်အပြင်ဘက်ကနေပြီးတော့လေအေးလေးကလည်းအခန်းထဲကိုတိုးဝေပြီးတော့ဝင်လာလေတော့တယ်ကျွန်တော်လေကိုဝအောင်ရှူပြစ်လိုက်လေတော့တယ်အဆုတ်ထဲကိုတော့အောက်ဆီဂျင်ကပြန်ရောက်သွားတော့မှအသက်ကပြန်ဝင်လာသလိုခံစားလိုက်ရလေချွေးတွေကတော့တကူလုံးကိုရွှဲနစ်သွားလေတော့တယ်ကျွန်တော်မသိဘူးစာမေးပွဲအောင်သွားပြီဒါပေမဲ့အနားယူနေလို့လည်းမရဘူးအခန်းတကားကဖွင့်လှစ်သားဖြစ်နေပြီမဲ့အဆောင်ရဲ့အပေါ်ဓာတ်စီကနေပြီးတော့တောက်ဆိုတဲ့ဘောပင်ခောက်တန်းကတော့ကျွန်တော်ကိုလှန့်ခေါ်နေပြန်တယ်ဒီတစ်ခါတော့6လက်နဲ့အတန်မဟုတ်ဘူးလာယူတော့ဖိတ်ခေါ်နေတဲ့အတန်ကျွန်တော်ဓာမီကိုကောက်ကင်ပြီးတော့အားမရှိတဲ့ခြေထောက်တွေကိုဆွဲကအခန်းရဲ့အပြင်ဘက်ကိုထွက်သွားလေတော့တယ်73တင်းမြောက်လှေကားကိုကြော်ပြီးတော့အပေါ်ဓာတ်ကိုရောက်လာခဲ့တယ်စာမေးပွဲခံကိုတက်မောင်ရဲ့အခန်းတကားကတော့ပွင့်ဟာနေတယ်ကျွန်တော်အခန်းထဲကိုဝင်လိုက်တယ်အခန်းကလည်း10နှစ်ကြာပိတ်ထားတဲ့အတိုင်းဖုန်နေပင်းကူအိမ်ကြီးနဲ့စာကြည့်စပွဲပေါ်မှာတော့စာအုပ်တွေကတော့ပြန့်ကျင်နေတယ်ဒါပေမဲ့စပွဲလေတဲ့မှာတော့စာအုပ်တို့ကိုတင်ထားတယ်အနီရောင်ကလေးပါဖုံးထားတဲ့ဒိုင်ယာရီစာအုပ်လေးကျွန်တော်စာအုပ်ကိုဖွင့်လိုက်လေတော့တယ်နောက်ဆုံးစာမျက်နှာမှာရေးထားတဲ့ရက်စွဲကတော့သူမသေးခင်တရက်အလိုနိုင်လင်းပုံစံမှန်မှန်ဘူးငါရဲ့သူတေသနာစာတန်းကိုခိုးယူဖို့စူးစမ်းနေတာငါမိသွားတယ်သူကတော့တောင်းပန်ပြီးတော့မနှက်ဖြန်ကြရင်တော့ငါအခန်းမှာဓာတုဗေဒလက်တွေ့စမ်းသပ်မှုအတူတူလုပ်ရင်ပြန်ညှိနှိုင်းရအောင်ဆိုပြီးတော့ချိန်ထားတယ်ငါစိတ်မတန်ဘူးတကယ်လို့ငါ့ကိုတခုခုလုပ်ခဲ့မယ်ဆိုရင်တော့စာကြောင်းကဒီမာရင်ရက်သွားမယ်ဒါပေမဲ့စာအုပ်ကြားထဲမှာညှက်ထားတဲ့အရာတစ်ခုရှိနေတယ်အတန်ဖန်းဆက်လေး voice recorder လွန်ခဲ့တဲ့10နှစ်ကသုံးတဲ့ကက်ဆက်တိတ်ခွေလေးထည့်ထားတဲ့အတန်ဖန်းဆက်အသေးစားလေးကိုသက်မောင်ကလည်းညံကောင်းလို့နဲ့သူမသေးခင်နိုင်လင်းနဲ့ပြောမယ်စကားတွေကိုလည်းအတန်ဖန်းမှုပြင်ဆင်ထားခဲ့ပုံရတယ်ဒါပေမဲ့သူသေးသွားတော့လေဒီသက်သေးကဒီအခန်းထဲမှာပဲကြံ့ရစ်ခဲ့တာဖြစ်မယ်ကျွန်တော်အတန်ဖန်းဆက်ကလေးကိုကောက်ယူလိုက်မိတော့တယ်ပလေးခလုတ်ကိုနှိပ်လိုက်တော့တိတ်ခွေကနှေးကွေးစွာနဲ့လဲပတ်သွားရင်နဲ့နိုင်လင်းမင်းဘာလုပ်တာလဲအဲ့ဒါဘာဆေးတွေလဲစိတ်မရှိနဲ့တငယ်ချင်းမင်းရှိနေသေးငါကဒုတိယပဲဖြစ်နေမှာဒီတော့မင်းနာလိုက်တော့ရှင်းသွားပြီခိုင်လုံတဲ့တက်သေးလေးရသွားပြီဒါပေမဲ့ပြဿနာကကျွန်တော်ဒီတက်သေးကိုယူပြီးတော့ရဲစခန်းသွားရင်တော့ဘယ်သူကယုံမလဲ10နှစ်ကြာမှရှာတွေ့တဲ့တိတ်ခွေတခုဒုံဆိုပြီးတော့ရုတ်တရက်အဆောင်အောက်စီကနေပြီးတော့တကားကိုထုနေတဲ့အတန်ကိုကြားလိုက်ရလေတော့တယ်ပြီးတော့လည်းအရန်ရင်းနှီးနေတဲ့အတန်တစ်ခုအော်ဟစ်နေတဲ့အတန်ကိုကြားလိုက်တယ်ကောင်းလေတကားဖွင့်စမ်းငါဒေါက်တာနိုင်လင်းကျွန်တော်ဗရင်မောက်ကနေပြီးတော့ချောင်းကြည့်လိုက်တော့လေအဆောင်ရှိမှာကားမီးအောင်ထိုးထားတယ်
ကားရှိမီးအောင်အောက်မှာတော့လူ2ယောက်ရက်နေလေတော့တယ်တယောက်ကတော့ဒေါက်တာနိုင်လင်းနောက်တစ်ယောက်ကတော့လက်ထဲမှာပတ်စိန်တက်လက်ကိုကင်ထားတဲ့လူမိုက်ပုံစံတဲ့လူတစ်ယောက်သူတို့ဒီညဒီကိုရောက်လာကြပြီးတော့ဦးလေးကြီးပြောသလိုဒေါက်တာနိုင်လင်းကတော့အတိတ်ကိုဖုံးဖို့အတွက်ပြန်ရောက်လာတာပဲဖြစ်တယ်ကျွန်တော်စီမှာတက်သေးရှိမှန်သူတို့ရိမ့်မိသွားကြပြီအောက်ထက်မှာတန်ပန်းတကားကိုပစိန်နဲ့ထုရိုက်နေတဲ့အတန်ကတော့ညနဲ့တကောင်ရဲ့တိတ်ဆိတ်မှုကိုရက်ဆက်စွာနဲ့ဖြိုခွင်းလိုက်လေတော့တယ်ရိုက်ချက်တိုင်းမှာတော့အဆောင်ဟောင်းကြီးတစ်ခုလုံးလဲတုံခါသွားသလိုကျွန်တော်ရင်ဘတ်ထဲမှာတော့နှလုံးခုန်တန်တွေကလည်းအဲ့ဒီရိုက်ချက်တွေနဲ့အပြိုင်စောင့်ခုန်နေလေတော့တယ်ကျွန်တော်ကိုသက်မောင်ရဲ့အခန်းစာမေးပွဲခန်းထဲမှာရှိနေတော့မယ်လက်ထဲကအတန်ဖန်းဆက်အဟောင်းလေးကိုလည်းချွေးဆိုနေတဲ့လက်တွေနဲ့တင်းတင်းဆုပ်ထားမိတယ်ဒါဟာကျွန်တော်အသက်ပြီးတော့ကိုသက်မောင်ရဲ့မကျွတ်မလွတ်ရတဲ့အကြောင်းရင်းပဲဖွင့်စမ်းတကားဖွင့်စမ်းကောင်းလေမဖွင့်ရင်ငါတို့ဖြတ်ဝင်လာမှာနော်ဒေါက်တာနိုင်လင်းရဲ့အတန်အပြင်ဘက်မှာတော့ပေါမောက်ခကြီးတဦးတယောက်လိုတည်ငြိမ်သလားအခုချိန်မှာတော့သူ့ရဲ့အတန်ကတော့မန်ဖီနေတဲ့သားရဲတကောင်လိုပဲအတိတ်ကလှုပ်ဝက်ချက်တွေပေါက်ကြားသွားမှကိုလည်းစိုးရိမ်ထိတ်လန့်နေတဲ့ဒေါသတန်နေကျွန်တော်ဗရင်းမောက်ကနေပြီးတော့အตาလေးချောင်းကြည့်လိုက်တယ်အောက်မှာတော့ကားမီအောင်ကထိုးထားတော့အရင်တစ်ခုကလည်းရှည်လျားပြီးတော့မဲမောင်နေလေတော့တယ်ပစိန်ကင်ထားတဲ့လူမိုက်ကလည်းတောကလောက်ကိုအားကုန်လွှဲရိုက်လိုက်လေတော့တယ်တန်ကြီးတက်နေတဲ့တောကလောက်ကြီးကလည်းပြုတ်ထွက်သွားတယ်တန်မတကားကြီးပွင့်ဟာသွားပြီးတော့သွားအပေါ်ထက်မှာရှိလိမ့်မယ်အဲ့ဒီကောင်လေးကိုရှင်းပြလိုက်ပြီးရင်တော့အဲ့ဒီအဆောင်ကိုမီးရှို့မယ်အထောက်အထားဘာတစ်ခုမှမကြံစေနဲ့ဒေါက်တာနိုင်လင်းရဲ့အမိန်ပေးတဲ့ကလည်းအေးဆက်လွန်လာတယ်လူတစ်ယောက်ကိုတတ်ဖို့လဲဝင်မလေးတဲ့လေတဲ့မျိုးကျွန်တော်ပန်ဝင်းကျင်ကိုဝှေ့ကြည့်လိုက်လေတော့တယ်ပြေးစရာလမ်းကလည်းမရှိဗရင်မောက်ကခုံချရင်လဲ6ထောက်ကျိုးမဲ့အမြင့်ကျွန်တော်မှလည်းရွေးချယ်စရာတလန်းပဲရှိတော့တယ်ကိုသက်မောင်ကျွန်တော်ခမားပေးတဲ့စာမေးပွဲတွေကိုလည်းအောင်ခဲ့ပြီနော်အခုခမားကိုတတ်ခဲ့တဲ့တရခန်းကရောက်နေပြီကျွန်တော်ကိုကူညီပါကျွန်တော်တီးလို့ရေရွရင်းနဲ့အခန်းတကားကိုပိတ်ပြီးတော့ဘီရိုဟောင်းကြီးတစ်ခုရဲ့နောက်ွယ်မှာပဲဝင်ပုန်းနေလိုက်တော့တယ်အောက်ထက်စီကနေပြီးတော့ခြေတံနှစ်ခုကြားလာရတယ်တယောက်ကတော့ဖနက်ကျန်းနဲ့လူမိုက်နောက်တစ်ယောက်ကတော့ရှူးဖနက်နဲ့ဒေါက်တာနိုင်လင်းဆရာဒီအဆောင်ကြီးကကြောက်စရာကြီးဗျအေးဆက်ဆက်နဲ့လူမိုက်ရဲ့အတန်ကလည်းနည်းနည်းတော့တုံနေတယ်လူသက်ရမှာမကြောက်ပင်မဲ့မမြင်ရတဲ့အရာတစ်ခုကိုသူတို့စတင်ခန်းစားမိနေပြီပဲထင်တယ်ဘာကြောက်စရာရှိလို့လဲကွအဆောင်ဟောင်းမလို့လေးတွေတိုက်နေတာနေမှာပါမြန်လို့ကောင်လေးကိုတွေ့တာနဲ့ခေါင်းကိုထုလိုက်တေချာမှမီးရှို့မယ်နိုင်လင်းကလည်းအော်ငေါ့ပြောလိုက်လေတော့တယ်သူတို့လေကားရင်ကိုရောက်လာကြလေတော့တယ်ကျွန်တော်အသက်အောင်ထားမိတယ်လေကားဒီလေကားကတော့တာမန်လေကားမဟုတ်ဘူးည7နာရီကျော်ရင်တော့73တိဖြစ်သွားတယ်လေကားသူတို့တက်လာကြပြီကျွန်တော်စိတ်ထဲကနေပြီးတော့အလိုလိုပဲရေရွတ်နေလိုက်မိတယ်တစ်ထစ်နှစ်ထစ်သုံးထစ်အဆောင်ကြီးကတော့ငြိမ်သက်နေတယ်ဘာတမ်းမှမကြရဘူးကိုသက်မောင်ဘာလုပ်နေတာလဲသူတို့ကိုဒါလိုလွတ်ထားတော့မှလားကျွန်တော်စိတ်ပူလာတယ်8ထက်9ထက်ရုတ်တရက်အောက်ထက်ကနိုင်သေးကြီးကမြင်လာလေတော့တယ်အချိန်ကတော့12နာရီခွဲနေပြီနိုင်လက်တန်ကတော့12နာရီမှရက်နေတော့မယ်ဒါပေမဲ့ထိုးလက်မောင်းတန်ကတော့စူညံစွာထွက်ပေါ်လာလေတော့တယ်အတန်ကတာမန်ထက်ပိုပြီးတော့ကျနေတယ်နှလုံးတန်ကိုထုရိုက်နေတယ်လို့မျိုးလေးလံတဲ့အတန်ကြီးဟာဘာတန်လဲဟာနိုင်ကြီးကပြက်နေတာမဟုတ်ဘူးလားလူမိုက်ကလှေကားအလယ်မှာရက်တန်သွားလေတော့တယ်မင်းကလည်းတရေဘောကြောင်လိုက်တာရှေ့ဆက်တဆန်းနိုင်လင်းကလည်းတွန်းတင်လိုက်လေတော့တယ်17 12လှေကားထိပ်ကိုရောက်ဖို့တလှမ်းမဲ့လို့တော့တယ်ကျွန်တော်မျက်လုံးကိုမှိတ်လိုက်နေတယ်ပြီးတော့သူတို့ရောက်လာတော့မယ်ဒါပေမဲ့ဟုံးဆိုပြီးတော့လူမိုက်ရဲ့အော်တန်နဲ့အတူလှေကားထိပ်တွေကပြိုကျသွားတဲ့အတန်ကြီးကိုကြားလိုက်ရနေတော့တယ်အာဆရာကဲပါဦး6ကျွန်တော်ရဲ့6ကျွန်တော်အသာချောင်းကြည့်လိုက်တော့မြင်လိုက်ရတဲ့မြင်ကွင်းကလည်းကြောချမ်းစရာပဲလူမိုက်နင်းလိုက်တဲ့73တဲမြောက်လှေကားတနေရာမှာတော့လှေကားမရှိတော့ဘူးဟာလာဟင်းလင်းကြီးဖြစ်နေတယ်သူကတော့လေထဲမှာပဲခြေချော်ပြီးတော့လဲကျသွားလေတော့တယ်ဒါပေမဲ့ရိုးရိုးလဲကျတာမဟုတ်ဘူးလှေကလေးကြားကနေပြီးတော့မဲနဲ့နေတဲ့လက်တွေမီးလောင်ထားသလိုမျိုးအရေပြားတွေကလည်းလန်နေတဲ့လက်ချောင်းများစွာကထွက်လာပြီးတော့လူမိုက်ရဲ့ခြေထောက်ကိုဆွဲထားခြင်းပဲဖြစ်တယ်လွတ်ဆန်းဆရာကဲပါဦးပစိန်နဲ့အဲ့ဒီလက်တွေကိုခုတ်ဖို့ကြိုးစားလေတော့တယ်ဒါပေမဲ့ပစိန်ကလေထဲမှာပဲဝဲကျနေလေတော့တယ်ဒေါက်တာနိုင်လင်းကတော့မျက်လုံးပြူးမျက်စံပြူးတဲ့နောက်ဆုတ်နေလေတော့တယ်ဒါဘာတွေလဲမင်းတို့ဘယ်ကကောင်းနေလဲနိုင်လင်းအော်ဟေးလိုက်ချိန်မှာပဲအဆောင်တစ်ခုလုံးရဲ့မီးတွေကလည်းလင်းလိုက်မှိတ်လိုက်ဖြစ်သွားလေတော့တယ်။နိုင်ရန်တွေမှာလည်းသွေးလိုအနီအောင်မှင်တွေကစီးကြလာလေတော့တယ်။ပြီးတော့ကျွန်တော်ရှိတဲ့အခန်းကနေမဟုတ်ဘူး။အဆောင်တစ်ခုလုံးရဲ့နေရအနှံ့ကနေပြီးတော့အတန်အောကြီးတစ်ခုဗျိုင်းလူထွက်ပေါ်လာလေတော့တယ်။နိုင်လင်းမင်းငါကိုမေ့နေပြီလားဒေါက်တာနိုင်လင်းတုံလှုပ်သွားလေတော့တယ်။သူဒီအတန်ကိုတော့ကောင်းကောင်းမှတ်မိနေပုံရတယ်။လွန်ခဲ့တဲ့10နှစ်ကသူတက်ခဲ့တဲ့သူ့ရဲ့တငယ်ချင်းရဲ့အတန်တက်မောင်မင်းမကျွတ်လို့သေးဘူးလားငါကမင်းကိုစောင့်နေတာငါတို့ရဲ့စာမေးပွဲကမပြီးသေးဘူးလေနိုင်လေရုတ်တရက်လေးတွေထဲမှာအနက်တစ်ခုကပြန်ရလာပြန်လေတော့တယ်ဘန်နာစိမ့်နဲ့ပြင်းထန်တဲ့အစိမ့်ဝင်နဲ့ဒါပေမဲ့ဒီတစ်ခါအဲ့နန်းကတော့ကျွန်တော်စီကိုမလာဘူးလေကားထဲမှာပဲရက်နေတဲ့ဒေါက်တာနိုင်လင်းစီကိုပဲလေးဝေတစ်ခုလိုဝိုင်းရက်သွားလေတော့တယ်ဒါဆိုင်ရနဲ့အနက်မဲနိုင်လင်းကလည်းလေဘင်းကိုကင်ပြီးတော့ဒူးထောက်ကျသွားလေတော့တယ်သူ့မျက်နှာတစ်ခုလုံးလည်းหนีရဲလာပြီးတော့အသက်ရှူမှုကဖြစ်လာလေတော့တယ်ဘယ်လိုလဲနိုင်လင်းခံစားလို့ကောင်းလားမင်းငါကိုတိုက်ကျွေးခဲ့တဲ့အရာသာလေးလေအမောင်ထဲကနေပြီးတော့လူရိတ်တစ်ခုကလည်းပေါ်လာတယ်ကျွန်တော်ပုံနေတဲ့နေရာကနေပြီးတော့လှမ်းမြင်နေရတယ်အခန်းဝမှာရက်နေတဲ့ចောင်းသားဝတ်စုံအဖြူအစိမ်းနဲ့လူငယ်တစ်ယောက်
ဒါပေမဲ့သူ့လည်းဘေးမှာတော့ကြိုးကွင်းစစ်ထားတဲ့အရာတစ်ခုကလည်းရှိနေတယ်မျက်နှာကတော့ပြာနှမ်းနေပြီးတော့ဗဇက်ကနေပြီးတော့အမြုပ်နေကလည်းထွက်နေတယ်ကိုသက်မောင်ရဲ့ဝိညာဉ်လူမိုက်ကတော့သတိလေးမတက်ကြောက်လန့်ပြီးတော့လှေကားအုပ်ကိုဒလိတ်ခါဝင်းနဲ့ပြုတ်ကျသွားလေတော့တယ်အခုကျန်တာကတော့ဒေါက်တာနိုင်လင်းနဲ့ကိုသက်မောင်ငါ့ကိုမတက်ပါနဲ့ငါတောင်းပန်ပါတယ်သက်မောင်ရငါလောဘတက်မိလို့ပါနိုင်လင်းကတော့ကျမ်းမြေမှာဝတ်တွားပြီးတော့တုံတုံရီရီနဲ့ငိုယွေနေတယ်မငါ့ကိုတားချင်တာလားကိုသက်မောင်ရဲ့အတန်ကလည်းအရှက်ရှက်နဲ့မေးလိုက်တယ်အဲ့ဒီအတန်ထဲမှာဒေါသထက်စာနာတဲ့နာကျင်မှုတွေကပိုများနေလေတော့တယ်မတားပါဘူးကိုသက်မောင်ဒါပေမဲ့ကျွန်တော်မေးချင်တာတစ်ခုပဲရှိတယ်ခမည်းသူ့ကိုတတ်လိုက်ရင်ခမည်းကျေနပ်သွားမလားသူတည်သွားရင်ခမည်းခံစားနေရတဲ့မတရားမှုတွေကပျောက်သွားမလားကျွန်တော်အသက်ပြင်းပြင်းရှူချလိုက်ပြီးတော့ဒေါက်တာနိုင်လင်းကိုလက်ညှိုးထိုးပြလိုက်လေတော့တယ်ကြည်စမ်းမှာဒီလူကဒီအချိန်မှာတော့ပါမောက်ခကြီးတယောက်လူအတိုင်းဝိုင်းမှာလည်းမျက်နှာဖုံးတက်ပြီးတော့နေတဲ့သူတကယ်လို့သူအခုဒီနေရာမှာတရေချောက်ပြီးသေးသွားရင်လူတွေကသူ့ကိုတနာစရာကန်ဆိုးသူအဖြစ်ပဲသတ်မှတ်ထားကြမှာသူ့ရဲ့မကောင်းမှုတွေသူ့ရဲ့ရုပ်မာမှုတွေကိုဘယ်သူမှသိလိုက်မှာမဟုတ်ဘူးကိုသက်မောင်ရဲ့လက်တွေကတော့နည်းနည်းချင်းရှော့ချသွားလေတော့တယ်ကျွန်တော်စကားကိုဆက်ပြောလိုက်မိတော့တယ်သူ့လိုလူမျိုးအတွက်တေတံကတတ်တာလုံးနဲ့သူ့အတွက်အဆုံးသက်ပြစ်တဲ့ကတော့အရှက်တကွဲဖြစ်ပြီးတော့သူ့ရဲ့ဂုံတိတ်ခါတွေယာရုတွေသူခိုးယူထားတဲ့အောင်မြင်မှုတွေအလုံးဆွဲချပြီးတော့ထောင်ထဲဆိုင်ခိုင်းလိုက်တာကမှခမည်းအတွက်စစ်မှန်တဲ့လက်စားချေခြင်းပဲမဟုတ်လားအခန်းထဲမှာတိတ်ဆိတ်သွားလေတော့တယ်ကိုသက်မောင်ကတော့ကျမ်းမြေမော်ကဒေါက်တာနိုင်လင်းကိုငုံကြည့်လိုက်လေတော့တယ်ပြီးတော့ကျွန်တော်လက်ထက်ကအတန်ဖက်ဆက်ကလေးကိုလှမ်းယူပြီးတော့တရားမျှတမှုသူရေရွတ်လိုက်လေတော့တယ်ရုတ်တရက်အခန်းထဲကနေပြီးတော့အနီအောင်လင်းတွေကလည်းမိမ့်မိန်သွားလေတော့တယ်နေရံမှာစီးကြနေတဲ့သွေးဆက်တွေကလည်းပျောက်ွယ်သွားတယ်ကိုသက်မောင်ရဲ့ပုံကလည်းလေဘေးမှာကြိုးကွင်းဆွတ်ထားတယ်ဖူးရောင်နေတဲ့အလောင်းကောင်ဘဝကနေပြီးတော့တက်ရက်တဲ့ចောင်းသားတယောက်အတွင်းသို့ဖြည်းဖြည်းချင်းပြောင်းသွားလေတော့တယ်မျက်မှန်အဝိုင်းလေးနဲ့ရှက်အင်ကြီးအဖြူလေးနဲ့အပြစ်ကင်းတဲ့မျက်နှာလေးလွန်ခဲ့တဲ့10နှစ်ကတက်ဖြတ်ခံလိုက်ရတဲ့ယူဘဗေဒကျောင်းသားကိုသက်မောင်အစ်စ်အမှန်သူကတော့နိုင်လင်းရဲ့ရှေ့မှာပဲဒူးထောက်ထိုင်ချလိုက်လေတော့တယ်နိုင်လင်းကတော့မျက်နှာကိုလက်ဝါးနဲ့အုပ်ပြီးတော့အုံငိုနေတယ်နိုင်လင်းမင်းကငါတငယ်ချင်းပါကွာကိုသက်မောင်ရဲ့အတန်ကတော့တာမန်လူတန်းလိုဖြစ်သွားပြန်လေတော့တယ်ဆွေးမြေးပြီးတော့ဝမ်းနဲ့စရာကောင်းလို့တဲ့အတန်မင်းလိုချင်တဲ့ပညာသင်စုဆိုရင်တော့ငါ့ကိုဖွင့်ပြောပါလားငါကမင်းတို့ဆိုရင်လက်လွတ်ပေးနိုင်ပါတယ်ဘာလို့ငါ့ကိုတတ်ရတဲ့အထိရက်ဆက်ခဲ့ရတာလဲတောင်းမှန်ပါတယ်တက်မောင်ရငါမှားသွားပါတယ်နိုင်လင်းကလည်းကျမ်းမြင့်ကိုခေါင်းနဲ့တိုက်ပြီးတော့တောင်းမှန်နေတော့တယ်ကိုတက်မောင်ကတော့မတ်တက်ပြင်းရဲလိုက်တယ်ပြီးတော့ကျွန်တော်ဘက်ကိုလှည့်ပြီးတော့ပြုံးပြပြီးတော့အေးချမ်းတဲ့အပြုံးတစ်ခုကျေးဇူးတင်ပါတယ်ညီလေးငါ့ကိုလူသက်သမားမဖြစ်အောင်လို့တားပေးလို့ငါရဲ့နောက်ဆုံးဆောင်ရွက်ဘက်ကိုမင်းအောင်မြင်တယ်သူ့ကိုဥပဒေရဲ့လက်ထဲကိုအပ်လိုက်ပါတော့ပြောပြီးတာနဲ့ကိုသက်မောင်ရဲ့ပုံရိပ်တွေကလည်းလေထဲမှာပဲမီးခုံးဝဲသလိုတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားလေတော့တယ်ဒါပေမဲ့သူမပျောက်ကွယ်မှာပင်စကားတခုံးကိုဒေါက်တာနိုင်လင်းကြားအောင်လို့တိုးတိုးလေးပြောသွားခဲ့သေးတယ်ထောင်ထဲမှာမင်းတယောက်တည်းအထီးကျန်တဲ့အခါငါလာလိမ့်မယ်နိုင်လေဒေါက်တာနိုင်လင်းတကူလုံးလဲတုံတက်သွားလေတော့တယ်ဒါဟာတေမိတ်ထဲဆိုတဲ့ထာဝရစိတ်တန်ရပဲအဆောင်အပြင်ဘက်ကနေပြီးတော့ရဲကားတွေအော်ဆွဲတဲ့အတန်တွေကလည်းစူညံနေတယ်အဆောင်ဦးလေးကြီးကလည်းရဲတွေကိုတွားခေါ်လာခဲ့တာပဲရဲတွေနဲ့အတူဦးလေးကြီးကတော့အခန်းထဲကိုပြေးဝင်လာတဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကတော့ထူးဆန်းနေတယ်ကျမ်းမြေမှာပြိုကျပျက်စီးနေတဲ့ဗီဒီယိုတွေပြန်ကျဲနေတဲ့စာရွက်စာတမ်းတွေကြားမှာတော့နိုင်ငံကျော်ပါမောက္ခကြီးတယောက်ကလေးတယောက်လိုငိုယိုပြီးတော့အော်ဟစ်နေတာကိုပေါ့ကျွန်တော်ကိုဖမ်းပါတော့ကျွန်တော်ကိုခေါ်သွားကြပါတော့ရဲရရှိတယောက်ကလည်းကျွန်တော်ကိုမေးတယ်ကောင်းလေဓမ္မဘာတွေဖြစ်ခဲ့တာလဲကျွန်တော်ဒေါက်တာနိုင်လင်းကိုတစ်ချက်ကြည့်ပြီးတော့ဇပွဲပေါ်မှာတင်ထားတဲ့အတန်ဖန်းဆက်ကလေးကိုကောက်ယူပြီးတော့ရဲရရှိကြီးရဲ့လက်ထဲကိုပေးလိုက်လေတော့တယ်ဓမ္မသက်သေးပါဆရာလွန်ခဲ့တဲ့10နှစ်ကအမှုအမှန်ကိုဒီထဲမှာအကုန်ဖြေရှင်းထားပါတယ်ဒေါက်တာနိုင်လင်းကိုလက်ထိတ်ခတ်ပြီးတော့ခေါ်ထုတ်သွားတဲ့အခါမှာတော့သူကရုန်းကန်ခြင်းလည်းမရှိဘူးသူ့မျက်လုံးကတော့အဆောင်လေးရဲ့အပေါ်ရက်ဒေါင်ဆုံးအခန်းကိုပဲကြောက်အားလန့်နဲ့လှမ်းကြည့်နေလေတော့တယ်သူကထောင်ကိုကြောက်တာမဟုတ်ဘူးဒီအဆောင်မှာဆက်နေရမှာကိုပို့ပြီးတော့ကြောက်နေတဲ့ပုံပဲလူတွေအားလုံးပြန်ဆင်းသွားကြပြီကျွန်တော်တယောက်တည်းအခန်းထဲမှာပဲကြံရင်နေတော့နိုင်ရန်ကနိုင်ကြီးစီမှာအတန်ကိုကြားလိုက်ရလေတော့တယ်10နှစ်လုံးရက်တက်နေတဲ့နိုင်သေးကြီးအခုတော့သူ့ရဲ့လက်တံကလည်းစတင်ရွေရှားနေပြီအချိန်တွေကလည်းပြန်လဲစီးဆင်းသွားပြီကိုသက်မောင်ရဲ့ဝိညာဉ်လဲငိမ့်ချမ်းရာကိုသွားပြီလို့ထင်ပါရဲ့ကျွန်တော်အဆောင်လေးရဲ့လှေကတစ်တွေကိုပြန်ဆင်းလာခဲ့လေတော့တယ်ဒီတခါတော့လှေကလေးက12ထစ်တီးတီပါပဲပိုလဲမပိုသလိုလိုလဲမလိုတော့ပါဘူးမနက်ခင်းနေအောင်ကြီးကတော့အဆောင်ဟောင်းကြီးရဲ့အမိုးပေါ်မှာကြာရောက်လို့လာတယ်အေးဆက်မှုတွေပျောက်ကွယ်သွားပြီးတော့နှွေးထွေးမှုတစ်ခုကိုခန်းစားလိုက်လေရတယ်ကျွန်တော်ចောင်းသားဘွားရဲ့အခက်ခဲဆုံးစာမေးပွဲကြီးကပြီးဆုံးသွားခဲ့ပါပြီဇလန်းလေးကဒီမှာတင်ပြီးဆုံးသွားပါပြီရှင်ဇလန်းလေးကိုရေးသားပေးတဲ့မွန်ရေးသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်